ဒီမောင်ငယ်ညီမငယ်လေးတို့အဲ့လိုမျိုးတော့မလုပ်ခဲ့ဘူးဆိုလို့ရှိရင်အဲ့ဒီအချိန်ကျရင်လည်းအဲ့လိုရလိုက်ရမှာမဟုတ်ဘူးအဲ့ဒါကိုကြိုမြင်လို့ဒီနေ့မဆိုရင်နန်ကွာရေရှည်တီဆောက်တဲ့နေရာမှာအရေးကြီးဆုံးဘာလို့အပ်တယ်နော်ဘယ်လိုတီဆောက်ရမလဲဆိုတာကိုဒါပြောပြပေးမှာဖြစ်တယ်အဲ့တော့အားလုံးဒီနဲ့ဆောဆောကအမပြောသလိုပဲဒီနေ့အခုကိုလူတစ်တယောက်လို့ပြောထားပထမအဆုံးကိုဒီနေ့ asset တွေပိတ်တဲ့နေ့ပေါ့ကွာဒါပေမဲ့ asset တွေပိတ်တာဟာဆောဆောကပြောသလိုပဲငုံတို့ထိုင်နေဖို့မဟုတ်ဘူးစီကွာရေးစားတယ်လို့ကိုပြောအိတ်ဆက်တွေပဲဒီနေ့မှအိတ်ဆက်တွေပိတ်တဲ့သူဆိုတာအရန်ကန်ကောင်းတယ်နော်ဒါအရန်နဲ့မှကန်ကောင်းတယ်ကိုလောက်ပြီဆိုတာလည်းတစ်ခါတည်းရေရှည်သွားတဲ့နေကိုသိပါပြီကိုမမားတော့ဘူးများကအချိန်မကြာတော့ဘူးနော်အဲ့တော့ပထမဦးဆုံးနေတဲ့အရေးကြီးဆုံးအချက်ကပါလဲဆိုတော့ယုံကြည်မှုအရေးကြီးတယ်ယုံကြည်မှုအရေးကြီးတယ်အဲ့ဒါဘာကိုယုံကြည်ရမှာလဲအရင်ဆုံးကိုကဒီနေ့မှ asset တွေပိတ်ထားတာဖြစ်တဲ့အတွက်ငါစီးပွားရေးလုပ်မယ်ဆိုတော့ကိုအရင်ဆုံးယုံကြည်မယ်ကိုအရင်ဆုံးယုံကြည်ရမယ်နော်ယုံကြည်လားကိုဒီစီးပွားရေးမှာအောင်မြင်မယ်လို့ဘာကိုကြည့်ပြီးတော့ယုံကြည်တာလဲဘယ်ချက်ကိုကြည့်ပြီးတော့ယုံကြည်တာလဲဘယ်ချက်ကိုကြည့်ပြီးတော့ယုံကြည်တာလဲကုမ္ပဏီပိုင်ရှင်ဟုတ်တယ်မလားကုမ္ပဏီပိုင်ရှင်ဟုတ်တယ်နော်ကုမ္ပဏီပိုင်ရှင်ရဲ့ပြီးတော့ခါကျတော့ကုမ္ပဏီကနီးစနစ်ဟုတ်တယ်မလားကုမ္ပဏီကနီးစနစ်မကောင်းလားကောင်းတယ်နီးစနစ်မကောင်းဘဲနဲ့ဒီလောက်လူကြီးအများကြီးမအောင်မြင်လာဘူးဟုတ်တယ်နော်9နှစ်အတွင်းထဲမှာလူကြီးသိန်းနဲ့တန်းလက်ရှိအောင်မြင်နေတာတလားကိုလာစဉ်ဝင်ထောင်ကနန်းတောင်းကနန်းနဲ့တော့မပြောနဲ့တို့ပြောနေတာဒီနေ့ပြောတဲ့စကားပါလေသိန်းကနန်းတန်းကနန်းနဲ့ရတဲ့စကားကိုပြောတာထောင်ကနန်းတောင်းကနန်းနဲ့ရကြတော့လွယ်လွယ်လေးပဲဆက်ဆက်မောပါအဲ့တော့နံပါတ်1ယုံကြည်မှုထဲမှာဆက်ဆက်မောကိုယုံကြည်မယ်ဒါမိမိကိုယုံကြည်ရမယ်နော်ပထမဆုံးဒါမိမိကိုယုံကြည်မှုထဲမှာမိမိဟုတ်ပြီလူတယောက်ကတချို့ကကြတော့မိမိကိုယုံကြည်ပြီးငါလုံနိုင်တယ်လို့ယုံကြည်တယ်ဒါပေမဲ့ငါပဲနေရာမှာပဲလုံနိုင်တယ်လို့ယုံကြည်တယ်ကွာသွားတယ်အဲ့ဒီအချက်ကြတော့ကိုယုံကြည်မှုအပြည့်ရှိတာဖြစ်တဲ့အတွက်ဒီနေရာမှာမဟုတ်ဘူးဘယ်နေရာမှာပဲဖြစ်ဖြစ်ငါစူးစမ်းနိုင်တယ်ငါလုံနိုင်တယ်အခုငါယုံကြည်မှုအပြည့်အဝရှိတယ်စသဖြင့်အဲ့တော့ဒီမိမိကိုယုံကြည်မှုထဲမှာဘာနဲ့ချိတ်ဆက်ရလဲဆက်ဆက်သမောနဲ့ချိတ်ဆက်တာနော်ဆက်ဆက်သမောမှာဘာနဲ့ချိတ်ဆက်လဲဆိုလို့ရှိရင်ဆက်ဆက်သမောရဲ့နီးစနစ်နဲ့ပြန်ချိတ်ဆက်ဟုတ်တယ်လားအဲ့တော့အဲ့လိုယုံကြည်မှုရှိသွားပြီအဲ့လိုမျိုးရှိသွားပြီးမိမိကိုယုံကြည်မှုရှိသွားပြီဆိုလို့ရှိရင်အရေးကြီးဆုံးအချက်ကဘာလဲဆိုတော့ကိုကဒီနေ့မှလူတစ်ဖြစ်တာဖြစ်တဲ့အတွက်ကိုခေါ်လာတဲ့သူမရှိနိုင်ဘူးလားရှိနိုင်တယ်သူတို့ကိုအောင်မြင်အောင်ငါကူညီနိုင်တယ်လို့ယုံကြည်ရမယ်ကိုခေါ်လာတဲ့သူကိုအောင်မြင်အောင်ကိုယူကူညီနိုင်ရမယ်လို့ယုံကြည်ရမယ်မိမိခေါ်လာသူဘာလို့လဲတချို့ကကြတော့ကိုယုံကြည်တယ်ဆက်မောမှာငါအောင်မြင်မယ်လို့ယုံကြည်တယ်ဒါပေမဲ့ကိုခေါ်လာတဲ့သူကိုအောင်မြင်အောင်ကူညီနိုင်ဟုတ်တယ်မလားကိုခေါ်လာတဲ့သူကိုအောင်မြင်အောင်ကူညီနိုင်သူကကြတော့အေးဆေးပဲလုပ်သွားမယ်ပြေးလေးနဲ့လုပ်သွားမယ်1000ရပြီတော်ပြီ2000ရရင်တော်ပြီ3000ရရင်တော်ပြီဟုတ်တယ်မလားအဲ့လိုတွေးခေါ်မျိုးရှိတဲ့သူတွေကိုခေါ်လာတဲ့သူကိုအောင်မြင်ကူညီနိုင်ပါမလားသိကြလားကိုခေါ်လာတဲ့သူတွေကိုဒီနေ့အောင်မြင်အောင်ကူညီနိုင်မယ်လို့ဟုတ်ပြီနော်အဲ့တော့အခုဒီနေ့ဒါဆိုလို့ရှိရင်အရေးကြီးဆုံးချက်ကဒီနှစ်ချက်ပဲမိမိဆက်ဆက်မောကုမ္ပဏီမှာဆက်ဆက်မောရဲ့နီးစနစ်အတိုင်းလုပ်ရင်ငါအောင်မြင်နိုင်တယ်သိကြတယ်ဒီရခိုင်မိုးပြီးငါယုံကြည်တယ်အဲ့ဒီစိတ်ရှိရမယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာနည်းနည်းလေးရောလို့မရဘူးတစ်ရခိုင်နှုန်းအောင်ရောလို့မရမိမိယုံကြည်တယ်ကိုငါဆက်ဆက်မောမှာဆက်ဆက်မောရဲ့နီးစနစ်နဲ့ပူပေါင်းပြီးတာငါလုပ်မယ်ဆိုရင်သိကြတဲ့အောင်မြင်မှုငါရဟုတ်ပြီကိုအောင်မြင်သွားပြီကိုခေါ်လာတဲ့သူကိုအောင်မြင်အောင်ကူညီနိုင်ပြီလားယုံလားကိုဘယ်အချက်ကိုကြည့်ပြီးယုံလားကိုရဲ့အားသာချက်ဘယ်အချက်ကိုကြည့်ပြီးကိုခေါ်လာတဲ့သူကိုယုံအောင်မြင်အောင်လုပ်ပေးနိုင်တယ်ဆိုတဲ့အချက်ကိုယုံကြည်တာကုမ္ပဏီလည်းမပြောတတ်ဘူးပစ္စည်းလည်းပြောဆက်စမောကုမ္ပဏီပစ္စည်းတွေကိုမပြောတတ်လည်းမဆိုင်ရနေတဲ့သူတွေမရှိဘူးလားရှိတယ်အဲ့ဒါကိုအောင်မြင်မယ်ဆိုတာယုံကြည်တယ်လေဒါပေမဲ့ကိုခေါ်လာတဲ့သူကိုအောင်မြင်အောင်လုပ်ပေးနိုင်တယ်ဆိုတာမယုံကြည်ဘူးဒါဆိုရင်သူ့ရဲ့အောင်မြင်မှုကရေးရှိသွားပါမှာ
ကိုခေါ်လာတဲ့သူကိုအောင်မြင်အောင်မကူညီနိုင်ဘဲနဲ့ဘလို့မှရေချိမသွားဘူးဘာကြောင့်လဲ Success Small Company ရဲ့ဈေးကွက်ပလန်ကိုကကိုခေါ်လာတဲ့သူကိုအောင်မြင်အောင်ကူညီရမယ်သူရဲ့ပလန်ကအဲ့ဒီတိုင်းလာတာအခြားနေရာမှာကိုအောင်မြင်တယ်ကိုအောင်မြင်နိုင်တယ်ဘလို့နဲ့ပဲဖြစ်ဖြစ်လူကြီးစားသုံးသူပဲကြီးကြီးဈေးပဲရောက်ရောက်ကိုကျွမ်းကျင်ကိုကျွမ်းစလို့ကိုအောင်မြင်နိုင်တယ်ဒါကိုခေါ်လာတဲ့သူကအောင်မြင်အောင်လုပ်ပေးနိုင်ဘာလို့လဲသူရဲ့ပလန်ကြောင့်သူရဲ့ပလန်မှာကမလုပ်ပေးနိုင်ဘာလို့လဲကူညီကအများကြီးမပေးထားဘူးဈေးရောက်ကအများကြီးပေးထားတယ်မိတ်ဆက်ကအများကြီးပေးထားတယ်ဟုတ်တယ်နော်မိတ်ဆက်တာအများကြီးပေးထားရင်ဘာဖြစ်မလဲမိတ်ဆက်ပြီးပြစ်ထားလေမိတ်ဆက်ပြစ်ထားဒီပစ္စည်းဝယ်ချေရဝင်ဝင်ပြီးပြအဲ့ဆက်ပြီးပိုက်ပြီးပြတင်လမ်းတင်တောင်းဆက်လမ်းဆက်တော့တင်လမ်းတင်ပြီးကိုလည်းမသိဘူးဘာလို့လဲသူ့ကိုတင်ပေးစရာမလိုလားယုံကြည်အောင်ပဲပြောတတ်ဖို့ပဲလိန်တိုင်းရပြီဟုတ်လားနော်အဲ့လိုမျိုးကြရင်ရေရှည်အောင်မြင်နိုင်မှာမလားအဲ့ဒါကိုတော့အောင်မြင်နိုင်တယ်လေသူကသူများတဲ့ခါလို့ဟက်ပို့ပြီးတော့မှတော်တာဟုတ်တယ်မလားအဲ့လိုမျိုးအဲ့တော့အဲ့ဒီလိုနေရာမျိုးမှာသူတယောက်ပဲအောင်မြင်နိုင်အောင်မြင်မယ်ဘာလို့လဲ तू ကသူများနဲ့မတူတဲ့အစွမ်းပါဝါရှိတယ်လေဈေးရောက်မယ်ဆိုရင်လည်းအဲ့ဒီလိုပဲဈေးရောက်တော့တယ်လေကိုကရုပ်ချောတယ်အပြောကောင်းတယ် online မှာကျွမ်းကျင်တယ် Facebook တွေသုံးတယ်ကွန်ပျူတာတွေသုံးတတ်တယ်ဒါဆို तू အောင်မြင်နိုင်တယ်ရှင် तू မှာပတ်ဆိုင်ရင်းနှီးရှိတဲ့ဆိုင်တွေပြန်ဖွင့်တယ်အောင်မြင်နိုင်ဘူးလားအောင်မြင်တယ် तू အောင်မြင် तू ခေါ်လာတဲ့သူတွေသူ့လိုဈေးရောက်တတ်ပါမတတ်ဘူးဒါဆို तू ကိုညီပေးနိုင်ဟုတ်တယ်နော်အဲ့တော့ဒီနေ့စီးပွားရေးမှာကိုတယောက်တည်းအောင်မြင်ခြင်းသလားကိုခေါ်လာတဲ့သူကိုအောင်မြင်စေခြင်းလားကိုခေါ်လာတဲ့သူကိုအောင်မြင်စေခြင်းနဲ့အောင်မြင်စေခြင်းနဲ့နော်ကိုခေါ်လာတဲ့သူဒါဆိုကိုစီမှာအခုဒီနေ့ activity တွေဖြစ်တာဖြစ်တဲ့အတွက်တရားမှမရှိသေးဘူးတရားမှမရှိသေးဘူးနော်ကိုကူညီရမယ်သူတရားမှမရှိသေးဘူးဟုတ်ပြီဒါဆိုကိုခေါ်လာတဲ့သူကိုကိုကူညီဖို့အတွက်ကို့မှာဘာအရေးရှင်းနေရှိရအာရေးရှင်းနေရှိရဘာရေးရှင်းနေရှိရမလဲကိုခေါ်လာတဲ့သူကိုအောင်မြင်အောင်ကိုဒီဘိုးအတွက်ဘာရေးရှင်းနေရှိရမလဲဒီလေကိုကြောင်းလည်းဒီရမှာဒီတော့ကိုကြောင်းလည်းရှိနေတယ်ကိုခုနကကိုလည်းပြောလုပ်ရတယ်အဲ့ဒါကြတော့မလုပ်မယ်ကိုတိုင်းရုပ်ပြီးတော့ဒီโอเคတင်ယူမှုမရှိဘဲနဲ့အဲ့ဒီအောင်မြင်မှုရေရှည်ရပါမလားမရပါဘူးဘာမှမလုပ်တတ်ဘဲနဲ့စီးပွားရေးမှာအောင်မြင်နိုင်ပါမလားမအောင်မြင်နိုင်ဘူးမဖြစ်နိုင်ဘူးเนาะဘာမှမလုပ်တတ်ဘဲနဲ့မရဒါကြောင့်မို့တင်ယူရမယ်ယုံကြည်မှုရှိပြီဆိုလို့ရှိရင်ကိုကတင်ကြမယ်ဘာတွေကိုတင်ယူရမလဲဘာတွေတင်ယူရမလဲကိုက success small မှာအောင်မြင်ခြင်းတာเนาะ success small ရဲ့အခြေခံစီးပွားရေးကဘာတွေကိုသိကြရမှာလဲကုမ္ပဏီပစ္စည်းဈေးကွက်အခြေခံမဟုတ်ဘူးလားဒါဟာလူတိုင်းမတက်လို့မရဘူးတက်ကိုတက်ရမယ်အချက်သိကိုသိရမယ်အချက်မသိရင်မဆံမရအောင်ဟုတ်တယ်နော်ဒီနေ့မဲသားအလုံးလုပ်တယ်ကျမ်းမတိုက်တတ်ရင်မဆံမရအောင်ဟုတ်တယ်နော်စားသောက်ဆိုင်မှာအလုံးလုပ်တယ်ပကံမစေးတတ်ရင်မဆံမရအောင်ဒီနေ့စီးပွားရေးလုပ်မယ်ဆက်ဆက်မောကြောင်မသိရင်ပတ်စံမရအဲ့တော့ဒါတင်ယူရမယ်ဆိုတော့ဘာတွေတင်ယူရမလဲကိုသိနေပြီဆက်ဆက်မောရဲ့အသေးစိတ်အချက်လက်ဟုတ်ပြီကိုတင်ယူထားပြီးပြီဆိုရင်တော့ကိုသိသွားပြီဒီမှာသူ့မှာအစလည်းကိုသိသွားပြီလို့ရှိရင်ကိုခေါ်လာတဲ့သူကိုကအောင်မြင်အောင်ကူညီရမှာဟုတ်တယ်မလားဒါဆိုရင်ကိုကဗန်ပြန်လောက်ရမှာလေတင်ယူရမယ်တင်ယူပြီးတော့သူ့ကိုပြန်ပြီးညှဝေပေးရမယ်ဟုတ်တယ်မလားညဝေလက်စိတ်ကတူပဲပေါ့သူ့ကိုညဝေပေးရမယ်အဲ့တော့တချို့ကဘယ်နေရာမှာတစ်နေလဲဆိုတော့အဲ့စက်တွေပိတ်ပြီးတဲ့သူတွေဘယ်နေရာမှာတစ်နေလဲတင်ယူတဲ့ဘိုင်းမှာတလားလည်းမပြောတတ်သေးဘူးနှစ်လားလည်းမပြောတတ်သေးဘူးသုံးလားလည်းမပြောတတ်သေးဘူးအားလုံးစဉ်းစားကြည့်
မစလိုက်လို့ဘာလို့ဒီနေ့မစလိုက်အဲ့ဒီစကားပြောလဲဆိုတော့ပထမလမှာဒီနေ့ဆက်ဆက်မောပုံမှာမြန်မာပြည်သားတရားမှမရှိမစလိုက်အိတ်ဆက်ကလေးပိတ်တယ်ဒီနေ့မောင်လေးတို့ညီမလေးတို့လိုပဲနောက်တစ်ပတ်လူသေးရောက်မယ်ရလာမယ်မစလိုက်မတိုင်ဘူးပြောခိုင်းဘယ်လိုပြောခိုင်းမောင်လေးတို့ပြောခိုင်းမလေးတို့ပြောခိုင်းမရှိသေးဘူးလေတော့ဘယ်လိုပြောခိုင်းကိုပြောပုံဒီပဲရှင်ကိုပြောခိုင်းဟုတ်တယ်လားအဲထိုင်းလို့ဆိုရင်တော့ဒီ stat တွေကိုထည့်ရမယ်ဒါပေမဲ့ तू နားမလဲဘူးလေကိုပြောစရာမလိုလားကိုပြောတတ်ကိုမတတ်ဘူးလို့ပြောလို့ရလားမရဒါဆိုတပတ်အတွင်းလဲတက်ရမှာပဲဟုတ်တယ်မလားဒီနေ့တစ်လနှစ်လသုံးလကုမ္ပဏီပစ္စည်းဈေးကွက်မပြောတတ်တဲ့သူတွေမရှိဘူးလားရှိတယ်သူတို့မှပြောပေးတဲ့သူတာမရှိဘူးဆိုရင်သူတို့ကသူတို့ပြောရမယ်ဟုတ်တယ်နော်အမေဒီနေ့ပြောပေးတဲ့သူရှိနေတဲ့အချိန်သူတို့ကိုသူတို့လေးကျင့်ဖို့အချိန်မရှိပါဘူးလားရှိပါတယ်ဟေးလေးမကျင့်ဘူးလေးမကျင့်ဒါဆိုကိုတောင်လိုင်းနေတယ်မှာမရှိနိုင်လားအဲ့လိုမျိုးကိုတိုင်ရောမဖြစ်နိုင်လားအဲ့လိုမျိုးဒါဆိုလို့ရှိရင်ကိုတိုင်ဟေးမရဘူးမရတော့ဟုတ်တယ်နော်မရတော့ဒါအစပိုင်းကတပတ်တွင်းထဲမှာတင်သိရတော့မယ်အချက်ကုမ္ပဏီပစ္စည်းဈေးကွက်စာမျက်နှာဘယ်နဲ့ရွာမှမရှိဘူးဘယ်နဲ့ရွာမှမရှိဘူးပြောတဲ့အချိန်မှာရောကိုကမိတ်ဆက်လိုက်တဲ့အချိန်ကိုခေါ်လာတဲ့သူကိုအောင်မြင်အောင်ကူညီမှာဟုတ်တယ်မလားဟုတ်ပါတယ်အောင်မြင်ကူညီမှာကုမ္ပဏီကဘာဆိုလားပဲဒီကောင်ကစောက်တက်လိုက်တော့မယ်ဆိုရလားအဲ့လိုမျိုးဟုတ်တယ်မလားဒေါက်တာစစ်ထွေဆိုလားကေချာဝနာဆိုလား CEO ဆိုလားဘာဆိုလားညာဆိုလားရလားမရဘူးအဲ့တော့အိတ်ဆက်ကတိပိတ်ပြီးပြီဆိုတာကကိုကဘာလုပ်ရမှာလဲတင်ကြတော့မယ်တမင်တခါကြီးလာပြီးတင်ယူကြမလို့ဖုန်းထဲမှာနေ့တိုင်းတင်ယူပေးတယ်ရတယ်ဟုတ်တယ်မလားဒါဆိုလို့ရှိရင်ကိုတိုင်းအပောင်ဝင်ဒီနေ့မတက်သေးဘူးဆိုတဲ့သူတွေမတက်သေးဘူးဆိုလို့ရှိရင်ဘယ်သူမှမရှိဘူးလို့မလိုက်ပြောထားပြီးအစားကလေးကကိုအစ်စ်ကိုဟာလူသေးကိုညီမဲသူမရှိဘူးတရားမှရှိမရှိကိုလောက်ရမယ်မဟုတ်ဘူးလားဘာလို့လဲကိုတော့ခေါ်လာတဲ့သူကတင်ပေးတယ်လေနော်ကိုခေါ်လာတဲ့သူကရောသူ့ကိုအောင်မြင်ဖို့ကိုအမခံထားပြီးပြီလေငါတီတယောက်ကိုခေါ်ပြီးဆိုတော့ငါသူ့ကိုအောင်မြင်အောင်လုပ်ပေးနိုင်တယ်ငါကိုငါအာရုံကုမ္ပဏီကြောင့်လည်းပြောတတ်ဘူးငါကအာရုံလည်းပြောတယ်ပစ္စည်းကြောင့်လည်းပြောတယ်ဈေးကွက်ကြောင့်ဘာလည်းပြောတတ်ဘူးမပါအောင်ကြည့်ပြီးရုံနဲ့ကိုဟုတ်တယ်လားဒါကြောင့်မလို့ကိုတင်ယူထားတာရှိရမယ်ဒါမဖြစ်မနေတိုက်ရမယ်အချက်မဖြစ်မနေသိရမယ်အချက်ဟုတ်တယ်နော်အဲ့တော့ကိုသိပြီးပြီဆိုတာလည်းကိုမြောက်ဝေပြီးရတော့မယ်တချို့ကကြတော့တင်ယူတယ်ဒီနေရာမှာပြန်ပြီးသိနေပြန်ရောမြောက်ဝေမတတ်ဘူးတင်လာမေးတင်နေဒီစက်ထဲမှာလုံးဝင်လာမေးဝင်နေနားထောင်လာမေးနားထောင်လဲပြန်မတင်ပေးတတ်ပြန်မတင်ပေးတဲ့သူတို့သိမလားသူတို့ဘာလုပ်ရမလဲသူတို့သိလားသူတို့မသိရင်သူတို့အောင်မြင်လားမအောင်မြင်တော့ကိုလည်းပတ်စံမရအောင်လေရှင်းလားသူတို့မအောင်မြင်ကိုပတ်စံမရအောင်အဓိကအခြေခံကဒီလူတွေကိုအောင်မြင်အောင်လုပ်ပေးရမှာဒီလူတွေဘာမှမသိကြတဲ့နေမသိအမပြောမယ်နေမသိလူတွေမအောင်အမအားသေးဘူးလားမောင်လေးရတယ်ဘာပြောပြီးစားလုံးရတယ်ဒီစတာအမပြောမယ်ရလားလက်ငင်းခါတကယ်စီးပွားရေးလုပ်မယ်ဆိုလို့ချင်းဝင်ရမယ်နားထောင်ရမယ်တက်ရမယ်နော်ဒီမတက်ရင်သူခေါ်လာတဲ့သူကသူမအောင်မြင်နိုင်ဘူးလားအဲ့တော့ကိုအစတည်းကကိုဒီလိုမေးထားပြီးပြီဆိုရင်ကိုခေါ်လာတဲ့သူရောဒါသူမမေးရဘူးလားသူ့ကိုသူဒီစီးပွားရေးမှာဘယ်သူပဲဖြစ်ကိုတိုင်အောင်မြင်တယ်ပြီးရင်ကိုခေါ်လာတဲ့သူဘယ်သူပဲဖြစ်အောင်မြင်အောင်လုပ်ပေးနိုင်အောင်အဲ့ဒီယုံကြည်ချက်နှစ်မျိုးရှိရမယ်တချို့ကကြတော့မပြောတတ်ဘူးမသိပေးတတ်ဘူးငါတော့မသိဘူးငါတို့လုပ်ကြည့်တာပဲနေလဲလုပ်ကြည့်မရဘူးတဲ့ညောင်းမအောင်မြောက်ကိုနေလိုက်ငါ့ကြောင့်ငါကြိုးစားရမယ်နောက်နှစ်နှစ်နေကြရင်ငါတစ်လောက်တစ်သိန်းလောက်ရစေရမယ်နေရောလားယုံလားပြောပြီးယုံတော့ပြောပြီးဘာလည်းမတတ်ဘူးရလားဟုတ်တယ်လားနေယုံတော့ပြောပြီးသူ့ကိုကြည့်တတ်တော့လဲကိုပြောတဲ့နေရာမှာလဲသူ့နာမည်လည်းမရှိဘူးပုံလည်းမရှိဘူးဈေးပစ္စည်းတောင်ပြောတဲ့နေရာမှာလည်းသူ့နာမည်လည်းမရှိဘူးသူ့ပုံလည်းမရှိဘူးဈေးကွက်ပြောတဲ့နေရာမှာလည်းသူဟာစတက်အမှလည်းမရှိဘူးဘယ်မှမရှိဘူးဘာလို့ယုံလဲအဲ့ဒါမယုံဟုတ်တယ်နော်အဲ့တော့ဒီအချက်မှာအရေးမကြီးဘူးလားအရေးကြီးတယ်အဲ့တော့သင်ယူတဲ့နေရာမှာလည်းအရေးကြီးတယ်လို့သင်ယူတယ်ဆိုတာကသင်ခိုင်းတာကိုကြောင်းသွားတယ်ဆိုလည်းမဟုတ်ဘူးတက်ဖို့အတွက်သင်ကိုညံမိရင်မိတယ်လားတပတ်အတွင်းတိုင်လည်းတပတ်အတွင်းပြီးသွားပြီကိုလက်တွေ့တော့ကြားလို့ရပါဘူး
ကုမ္ပဏီပစ္စည်းဈေးကဘာလောက်မှမရှိတပတ်အတွင်းတက်အောင်ပဲတက်ပြီဆိုတော့တပတ်အတွင်းလုံးလို့ရပြီဒါဆိုတစ်လအတွင်းပတ်ဆိုင်ရပြီကိုမတက်ဘူးဆိုလို့ရှိရင်ကိုပတ်ဆိုင်လည်းမရဒီနေ့ဘရောရသူရနေတဲ့သူတွေဘာမှမပြောတတ်ပဲနဲ့ရတာဖြစ်နိုင်မှာမဖြစ်နိုင်ဘူးဟုတ်တယ်မလားနော်အဲကြောင့်မလို့တေးကြတဲ့ပိုက်ဆိုင်ရနေတဲ့သူတွေကသူပြောတတ်လို့အနည်းဆုံးတော့သူ့မှာယုံကြည်မှုရှိလို့သူယုံကြည်မှုမရှိရင်သားသုံးသူပဲဖြစ်မှာပဲဟုတ်တယ်မလားအဲ့တော့ဒီအဆင့်နှစ်ဆင့်ကိုကြော်ဖြတ်နိုင်ရမယ်အများအားဖြင့်ကအဲ့စက်ကတစ်တွေမှာကိုချေရဝင်နေရဲမှာဆိုလို့ရှိရင်ဒါတက်နေတဲ့အချက်ကဒီအချက်မှာတက်နေယုံကြည်လားမင်းယုံကြည်တယ်ကုမ္ပဏီကိုမိမိကိုလည်းယုံကြည်တယ်ကုမ္ပဏီလည်းယုံကြည်တယ်ဒီစနစ်လည်းယုံကြည်တယ်အနိုင်ကိုလည်းယုံကြည်တယ်အကုန်လုံးကိုယုံကြည်တယ်ဒါနဲ့ကိုသူများတော့အောင်မြင်အောင်ညီနိုင်တယ်ဆိုတာတော့မယုံမရပါဘူးရှင်တော့ဒီအချက်မှာဒီနေရာဟာတော်တော်အခြေခံအရေးကြီးတဲ့အချက်ဖြစ်တယ်ဟုတ်တယ်ပါအခြေခံပြီးလို့ရှိရင်ဟုတ်ပြီဒါဆိုလို့ရှိရင်သင်ယူပြီးပြီဆိုတော့ဗာဆက်တော့ကိုသင်ယူပြီးပြီကိုရဲ့ downline တွေကိုမျှဝေပြီးပြီဆိုဗာဆက်လို့ရမယ်ဗာဆက်လို့ရမယ်ဒီလားဟမ်ဒီလိုလောက်ရမှာ ဗာဆက်လို့ရမယ်ပုံမှန်လုံးဆောင်မှုရှိရမယ်ကျန်တဲ့သူမလို့မယ်ဒီယူပြီးတာဝယ်ပြီးဒီယူပြီးတာဝယ်ပြီးဆိုမှဆက်တော့လက်တွေ့တော့ချာကိုကဒီမှာယုံကြည်မှုရှိပြီးတော့ကိုသင်ယူပြီးတော့မှကိုစတင်ပြီးလုပ်ခဲ့ပြီအစကတည်းကကိုကဒါစတင်ခဲ့ပြီးဟုတ်တယ်မလားစတင်ခဲ့ပြီးဆိုလို့ရှိရင်ကိုကဒီမှာမြင့်တင်ရတော့ကိုကစတင်ခဲ့ပြီးဆိုတော့မြင့်တင်ရတော့မယ်ဒီမှာတော့ကိုစက်တိုင်းလုံးရမှာပဲဟုတ်တယ်နော်တင်ယူတဲ့နေရာမှာစက်တိုင်းမတင်မယ်နဲ့တနေ့တင်လိုက်တနေ့မတင်လိုက်နဲ့ရလားမရဘူးမျှဝေတဲ့နေရာမှာလည်းတနေ့တင်လိုက်တနေ့မတင်လိုက်နဲ့ရလားမျှဝေလို့ရလားမရဘူးဘာလို့လဲကိုခေါ်လာတဲ့သူကိုသူ့ကိုနားလည်အောင်တင်ပေးရမှာတင်ပေးတဲ့နေရာမှာလည်းနားလည်အောင်တင်ပေးရမှာကိုတင်ပေးလိုက်တဲ့သူသိလားပြန်စစ်တချို့ကပြောတယ်တင်ပေးပြီးသွားပြီပြောပြီးသွားပြီလုပ်ပြီးသွားပြီပြောပြီးသွားပြီလို့ပြောတယ်သေချာပြန်စစ်ကိုမျှဝေလိုက်တဲ့သူကတကယ်နားလေလားသူတကယ်အလုံးလုံးတတ်ပြီလားသူ့မှာအဲ့ဒီယုံကြည်မှုတွေအကုန်လုံးဟာတကယ်ပြေးဝနေပြီလားသူဟာတကယ်စီးပွားရေးသမားဖြစ်နေပြီလားကိုပြန်စစ်ရမယ်တချို့ကကြတော့ပြန်မစစ်နိုင်ဘူးဒီချက်ပါပဲပြန်မစစ်နိုင်တဲ့ခါကျတော့တဖြည်းဖြည်းနဲ့သူ့ကိုယ်သူမမြင့်တင်နိုင်ဘူးသူပြန်မစစ်နိုင်ဘာလို့ပြန်မစစ်နိုင်တာလဲသိလားလူတွေအများကြီးပဲခေါ်ပြီးတော့စားသုံးသူကဘယ်သူမှမသိနော်ဈေးရောက်တဲ့သူကဘယ်သူမှမသိစီးပွားရေးလုပ်တဲ့သူကဘယ်သူမှသိရလားမရဘူးအဲ့တော့ကိုကပြန်စိတ်ထုတ်နိုင်ရမယ်တဲ့စီးပွားရေးလုပ်တဲ့သူကိုနဲ့စီးပွားရေးလုပ်တဲ့သူဖြစ်လို့ရှိရင်ကိုမြင့်တင်ရတော့မယ်ဘာတွေမြင့်တင်ရတော့မယ်အတွေးခေါ်ပိုင်းဆိုင်အတွေးခေါ်ပိုင်းဆိုင်ရာမြင့်တင်ရတော့မယ်ကိုကစီးပွားရေးတစ်ခါမှလုပ်ဘူးလေလားမဟုတ်ဘူးနိုင်ငံတကာနဲ့ရှင်တဲ့စီးပွားရေးဟုတ်တယ်လားကိုလုပ်ဘူးခဲ့ရင်လည်းလုပ်ဘူးခဲ့လိမ့်မယ်ဥမာနေချင်းစီးပွားရေးကိုပိုင်စီးပွားရေးအသေးစားလေးပေါ့နော်ဒီနေ့ကမှပြောသွားတယ်လို့ E နဲ့ S နေရာမှာပဲကိုကနေဘူးခဲ့တာ B နေရာမှာကိုတစ်ခါမှမနေဘူးသေးဘူးဟုတ်တယ်လားဟုတ်လားဒီနေ့ဒီနေရာမှာ B နေရာမှာနေဘူးစီးပွားရေးကြီးသားနိုင်ငံတကာနဲ့ရှင်တဲ့စီးပွားရေးလုပ်ဘူးပြီလားမလုပ်ဘူးသေးဒါဆိုရင်ကိုကအဲ့ဒီလိုမျိုးလုပ်ဘူးနိုင်ဖို့အတွက်ကိုမြင့်တင်ရတော့မယ်ဟုတ်တယ်လားကိုလုံးနေတဲ့အလုပ်ကတိတ်တိတ်မွားလေးမဟုတ်ဘူး။အမဒီနေ့ပြောတဲ့စကားဟာလစဉ်ဝင်သိန်းနဲ့တန်နေကြတဲ့စကားဖြစ်တယ်။ဒါကြောင့်မလို့ကိုကဒီနေ့ထောင်ကနန်းတောင်းကနန်းနဲ့ရှိမှာမဟုတ်ဘူး။တချို့ဆိုဒီနှစ်ချက်မှနေတင်နေ။တင်ယူပြီးပြီလေ။ကုမ္ပဏီကြောင့်ပြောတတ်ပြီ။ပစ္စည်းကြောင့်ပြောတတ်ပြီ။ဈေးကွက်ကြောင့်ပြောတတ်ပြီ။စတက်အပ်ပြောတတ်ပြီ။356ပြောတတ်ပြီတော်ပြီလေ။တော်ပြီလေ။စက်ဆုံးမှာဒါပဲရှိတယ်မဟုတ်လား။စက်ဆုံးမှာဒါပဲရှိတာပဲတော်ပြီငါတက်ပြီလေ။သူ့ကိုသူထပ်ပြီးမြင့်တယ်တော့ဟုတ်တယ်လားနောက်ဆုံးဒီလိုမမြင့်တယ်ပဲနဲ့ဒီနေရာမှာပဲတန်းနေလိုက်တယ်လစဉ်ဝင်ပေါင်းကနန်းမှာလည်းတန်းနေလိုက်အခုဒီနေ့ပေါင်းကနန်းမှာပဲတန်းနေတဲ့သူတွေအများကြီးတွေ့ဘူးလိမ့်မယ်ဘာလို့လဲမမြင့်တင်ကြတော့သိပြီငါတော်ပြီငါတက်ပြီငါသိပြီငါနားလည်ပြီငါသဘောပေါက်ပြီဆိုတဲ့နေရာမှာပဲတန်းနေတော့တာဟုတ်တယ်မလားကုမ္ပဏီကြောင့်လည်းသိပြီလေဒီစီတော့တော်ပြီဦးရှယ်ပဲကုမ္ပဏီဆွေးနွေးမှာတော့တက်ပြီအကုန်လုံးသဘောပေါက်ပြီနားလည်ပြီဟုတ်တယ်လားစတားလည်းပြောတတ်တယ်လေ
ငါပြောနေတယ်လေဟုတ်တယ်ငါအလန်ထဲတော့ငါတော်သေးတယ်ဟုတ်လားအဲ့လိုမျိုးနေရာမှာတဲ့သူ့ကိုယ်သူမြင့်တယ်ဒီနေ့မြင့်တယ်မှုမရှိတဲ့အောင်မြင်မှုကလည်းဘယ်တော့မှရေရှည်မခိုင်းဒီနေ့အမပြောတာကစီးပွားရေးကိုရေရှည်ခိုင်းမှာဆိုတာပွားဖို့ဟုတ်တယ်အဲ့တော့မြင့်တယ်တဲ့နေရာမှာအရင်ဆုံးအသွေးခေါ်တယ်မြင့်တယ်အတွေးခေါ်ဘယ်လိုမျိုးတွေးရမလဲငါဟာပြည့်နေတဲ့ရေခွက်လို့မနေဘူးငါသိပြီလို့မနေဘူးဟုတ်တယ်လားငါမှသိယူမှုအများတန်းရှိနေရမယ်ဟုတ်တယ်နော်ငါမတတ်သေးတဲ့အရာရှိကိုရှိရအောင်မယ်ငါမသိသေးတဲ့အရာရှိကိုရှိရအောင်မယ်ဟုတ်တယ်မလားငါအပေါ်လုံးသိလို့ရှိရင်ဆက်ဆက်စမောကုမ္ပဏီမှာငါလိုရွတ်တိုင်းမဖြစ်ပြီပေါ့ဟုတ်တယ်မလားတေချာလာတော့ငါအကုန်မသိသေးဘူးငါအကုန်မသိသေးတာဖြစ်တဲ့အတွက်ငါကငါမြင့်တယ်ရမယ်ဘယ်ရာတွေမြင့်တယ်ရမယ်ဆိုအသွေးခေါ်ပိုင်းတိုင်းအခုလူတွေကဘယ်လိုလုပ်လဲသိလားအဲ့ဆက်တွေပိတ်ပြီးတာနဲ့ဟာအသွေးခေါ်ပြီးလို့ခိုင်းနေကြီးနားထောင်တော့နားထောင်တော့မတင်စီယူကိုပဲလောက်စားတော့မယ်တူဟုတ်တယ်လားတွေးခေါ်ပိုင်းလောက်ဘူးယုံကြည်မှုဆက်ဆက်ပေါ်မှာကိုယုံကြည်မှုတွေမြင့်သွားပြီးတော့ဟာအောက်ခြေတွေလို့သွားပြီးတော့မိုးလင်းလာလို့ဆိုတော့လည်းဆိုတိုင်းနဲ့ကိုယ်အိမ်နဲ့တနင်္ဂနွေနေ့ဆိုသွားပြီးတကယ်ချင်းကမေးတဲ့နေမှာသွားအကုမ္ပဏီသွားတယ်ဗျာမလည်းမရကုမ္ပဏီသွားတယ်ငါကုမ္ပဏီသွားတယ်ဟုတ်လားတရားမှလည်းမရဘယ်နှလားရှိခံမှာလဲအဲ့လိုမျိုးဟန်ဆောင်ပြီးတော့နေတာသူများတော့ပုံစံလေးနဲ့နေလို့ရတယ်လေနော်အဲရောက်တော့မှမစားနေနောက်ပိုင်းကျတော့ပတ်စံမရှိတော့ဟိုလူရှိဒီလူရှိမဖြစ်ဘူးလားအဲ့ဒါမရတော့မှာလေအစကိုမလုပ်ဖ ೇನೆ အဆုံးကိုသွားလောက်တာဟုတ်တယ်မလားအစကိုမလုပ်ဖ ೇನೆ အဲ့လိုမျိုးတွေမလို့တွေ့ဘူးလိုက်မယ်ဒါကိုကိုရီးယားအစမလို့နောက်ကျရင်မြင်ဘူးလိုက်မယ်နောက်ကျရင်ရေးချိမှာရှိလိုက်မယ်လို့မျိုးလေးစားလာပြီဆိုတာနဲ့ဟာသိပြီတက်ပြီပါဘာမှမသိဘူးအတွေးခေါ်ပိုင်းဆိုင်ရာဟာဟိုလူအတွေးခေါ်လို့ဆိုလဲနားထောင်လိုက်တာပဲဒီလူတွေးခေါ်စကားပြောလိုက်လို့ရှင်မိုးတလုံးလေးတလုံးနဲ့ဟာဟိုဟာလေးကငါသိပြီအိုင်ကျူတွေမကောင်းဘူးအီကျူတွေမကောင်းအဖြစ်တင်တာဖြစ်တယ်ပြောတာသူ့ကြတော့ဘာမှဆက်ဆက်မောကြောင်ဘာမေးတခုလည်းမသိဘူးဟုတ်တယ်မလားဆက်ဆက်မောပစ္စည်းဘယ်နှမျိုးရှိလဲတခုလည်းမသိဈေးကွက်ပလိုင်ကြောင်းဆက်ဆက်မောဈေးကွက်ပလိုင်သိလားမသိဘူးတခုမှဆက်ဆက်မောကြောင်မသိပဲနဲ့ဆက်ဆက်မောကဘယ်လိုအောင်မြင်ဟုတ်တယ်မလားဆက်ဆက်မောအကြောင်းမသိပဲနဲ့ဘလို့မှဆက်ဆက်မောမအောင်မြင်ကြလို့မရဟုတ်တယ်နော်အဲ့ဒါအတွေးခေါ်ပိုင်းဆိုင်ရာမှာဒီနေရာမှာမှအကုန်ကတင်ရတော့မယ်တွေးခေါ်ဟိငါလူကြီးအများကြီးငါထိန်းသိမ်းရတော့မယ်ဒီလိုမျိုးကိုဖြစ်လာပြီဆိုလို့ရှိရင်ကိုမြဝေထားတာဖြစ်တဲ့လူကြီးတွေမရှိလာဘူးလားကိုရဲ့နေဘောမှာရှိလာပြီဆိုလို့ရှိရင်လူတွေကိုထိန်းသိမ်းဖို့အတွက်အတွေးခေါ်ကိုပိုင်အတွေးခေါ်ကိုသုံးသပ်တတ်ရတော့ဘာလဲထိန်းသိမ်းကိုကအတွေးခေါ်မရှိပဲနော်လူတယောက်ရဲ့သူဘာလိုချင်တာလဲကိုမသိပဲနဲ့ဒီလူဟာဘလို့ပုံစံမျိုးကြိုက်လဲအချိုကြိုက်သလားအရှင်းကြိုက်သလားအခါကြိုက်သလားကိုမသိပဲနဲ့အဲ့ဒီအတွေးခေါ်တွေကိုမှမရှိပဲနဲ့ကိုဒီလူကြီးအများကြီးကိုမထိန်းသိမ်းနိုင်ဘူးဟုတ်တယ်နော်အဲ့တော့သူတို့ကိုအတွေးခေါ်ကိုကကောင်းမှကိုကအတွေးခေါ်ကောင်းတဲ့သူဖြစ်မှပဲဒီစီးပွားရေးရေးရှိမြင့်သွားလို့ရမှာတချို့ကတော့ဒီနေရာမှာပြည့်ကျနေတယ်လို့ငါသိပြီငါတက်ပြီငါတော်ပြီအတင်းယူရမလို့တော့ဘူးငါတင်ယူထားတာကုန်နေပြီအစပိုင်ကငါသွားပြီးပွိုင်းပွဲသွားပြီးဆက်ဆက်မောတင်ပေးတဲ့ဒီစတဲ့မှာတည်းကတဲ့နားမှာတည်းငါအကုန်တက်ပူပြီးပြီနင်တို့လို့အဲ့လိုအားပဲအဲ့လိုမျိုးပဲအဲ့ဒါဒီရမှာလဲအဲ့ဒါသူ့ကိုယ်သူမမြင့်တင်တော့လို့အဲ့ဒီလူကဘယ်လိုဖြစ်မလဲအောင်မြင်မယ်ရှင်အမေပြုတ်ကြမယ်အောင်မြင်ပြီးရင်ပြန်ပြုတ်ကြမယ်လုံးဝမအောင်မြင်ခင် executive တွေပဲဖြစ်နေတဲ့အချက်နော်သူများတစ်ခါလဲပို့လို့ထင်တယ်ကြီးထင်တယ်မသိဘူးပေါ့ဒါပေမဲ့ဓာတူရပြီးတော့ခါကြတော့မှဒါတိုင်းပတ်စံမရပဲနဲ့ဖြစ်နေတာအဲ့လိုမျိုးလုပ်ကြလားဘလို့ချင်းဘယ်သူမှလည်းထင်မကြည့်ဘူးပြောနေမနေကြိုက်တဲ့လောက်ပြောလေနင်ပြောဘယ်သူမှလိုက်မလုပ်ဘူးတော့ဟုတ်တယ်လားဘယ်သူမှလိုက်မလုပ်ဘူးဘာလို့လဲသူဓာတူမရတာသူပတ်စံမရတာဟုတ်တယ်လားဘာလို့လဲသူ့မှာတင်ယူတဲ့နေရာဒီနေရာလေးမှာပဲသူတက်နေပြီဆိုပြီးဒီနေရာမှာပဲနေတယ်ဒီနေရာကိုသူဆက်မသွားတော့သူ့နောက်ဘက်အနေထားကိုသူပြန်ပြီးတော့ဟေးငါလိုမျိုးတင်ယူထားတဲ့သူဘယ်နှယောက်ရှိပြီလဲသူပြန်မစစ်တော့ဘူးဟုတ်တယ်နော်ပြန်ပြီးတော့မလေ့လာတော့ဘူး
စီခွာရေးလုပ်တဲ့သူပဲနေရောက်လဲပါလဲညာလဲသူ့ကိုသူမကြည့်တော့ပြီးလို့ရှင်မထိန်သိမ့်တတ်တော့ဘာနဲ့ထိန်သိမ့်ရမှလဲသူမသိဘာလို့လဲသူ့မှာတွေးခေါ်မကောင်းလို့မရှိလို့မဟုတ်ဘူးပဲတော့တွေးတတ်တယ်မကောင်းလို့မကောင်းတဲ့အတွေးခေါ်သူ့မှာရှိလို့အဲ့ဒီအတွေးခေါ်မကောင်းတဲ့ဟာတွေရှိထားတဲ့အခါကျတော့လူတရားမှာအတွေးခေါ်မကောင်းရင်မကောင်းတဲ့အတိုင်းပဲတင်ပေးမှာပဲကိုဘာတွေးလဲတွေးလိုက်တဲ့အတိုင်းကိုတင်ပေးမှာပဲဟုတ်တယ်မလားအဲ့တော့သူတင်ပေးလိုက်တဲ့အတိုင်းပဲသူ့ရဲ့နှုတ်ကရလိုက်ရပါလိမ့်ဒါဆိုရင်တင်ယူတဲ့သူရှိလားသူ့ကိုမေးကြည့်လိုက်လေတော်လားမေးတော့တော်လိုက်တာတန်လားမေးလည်းတန်လိုက်တာဒါပေမဲ့သူ့နှုတ်ကဘာလို့မကြည့်တာလဲဘာလို့မကြည့်တာလဲဟုတ်တယ်မလားကိုနိုင်ကအစားငါလည်းသိတာပဲငါလည်းတက်တာပဲငါလည်းတော်တာပဲဘာလို့ငါတော့မကြည့်တာရမေးမိလားကိုမဟုတ်လည်းမေးဟုတ်လည်းမေးဘာလဲကိုရလို့ရတော့ထင်တာမဟုတ်လည်းကိုရလို့ကကုမ္ပဏီကြောင့်ပြစ်စီကြောင့်ပြောတတ်ဘူးဟုတ်တယ်လားအစားတော့ရပြောတတ်တယ်စတန်ကမပြောတတ်ဘူးလားပြောတတ်တယ်မလုပ်ဘူးလားလုပ်တယ်မကြိုးစားဘူးလားကြိုးစားတယ်လို့မတက်ဘူးဘာလို့လဲမသိလို့ကိုဘာမြင့်တင်ရမှန်းမသိတာဘာလဲပြောတတ်နေပြီငါလည်းကုမ္ပဏီပစ္စည်းဈေးကွက်ငါပြောတတ်နေပြီစတန်လည်းငါပြောတတ်ပြီသုံးဝင်းငါ6လည်းငါပြောတတ်ပြီဟုတ်လေငါမတင်ရအောင်သူတို့ပြောနေစပိုင်လည်းငါသွားပြီဆက်ဆက်လည်းငါသွားပြီအကုန်လုံးဖွဲ့စည်းနေပူပေါင်းဆိုလည်းငါလုပ်ပြီဘာလို့လဲဘာလို့မှမရမမြင့်တယ်ဘာမြင့်တယ်မမြင့်တယ်ရတဲ့အကြောင်းရဘာလို့လဲဘာမြင့်တယ်ရမှမသိဘူးမတွေးနဲ့ကိုဘာလိုနေတာမှကိုမသိဘူးဟုတ်တယ်အဲ့လိုမျိုးမသိတဲ့ခါကျတော့သူများဘလောက်ပဲတင်ပေးကိုမသိမရအဲ့ညာပဲတည်နေအဲ့ဒီညာပဲတည်နေဘဲမှမသွားတော့အဲ့ဒါမနိုင်ဘူးလားဘိုးရလည်းကြောက်ပြီတင့်နေအောင်ဘယ်မှမတော်စဉ်းစားတယ်ကိုငါဘာလို့အဲ့ဒီနေရာမှာတင့်နေတာပါလဲစဉ်းစားတယ်မေးတယ်တယောက်ချင်းစီအကုန်လုံးအလိုင်းတွေလည်းမေးတယ်သူတို့ပြောတယ်နားမလဲနေပါပြီပြန်ရမယ်ချက်ပြန်ရမယ်ပြောသူတို့ပြောတာပဲဒါပေမဲ့ကိုမချတတ်ဘူးကိုရဲ့အားနဲ့ချက်ကိုချမတတ်ဘူးတခါတလေမှာလူအများအမြင်နဲ့ကိုဖြစ်နေတာနဲ့မတိုက်ဆိုင်ဘူးဟုတ်တယ်ပါအဲ့လိုမျိုးလူအများအမြင်မှာမဆုနိုင်ရဲ့အခွဲအစည်းကိုတင်ပြပေးတတ်တယ်လို့ထင်ပေမဲ့မဆုနိုင်တင်ပေးတာသူတို့နားမလည်ဘူးလေသူတို့နားမလည်တော့သူတို့မလုပ်တတ်ဘူးလေသူတို့မလုပ်တတ်တော့ရလည်းမရဘူးလေအတူတူပဲတင်ပေးကျမလည်းသူများမြင်တယ်မဆုနိုင်တင်ပေးနေတာကိုသူများမြင်တယ်တင်ပေးနေတဲ့ပတ်ပုံလေးရိုက်ပြီးတင်နေ Facebook ပေါ့တက်ပုံလေးရိုက်ပြီးတင်နေဂရုတွေကိုသူလုံးရုံလာသွားတယ်အတိုင်းသွားတယ်အဲ့လိုက်နေမမြင်ဘူးလားဒါဆိုမစမိုင်လုံးလို့သူတို့ပြောမလားမပြောဘာလို့လဲမြင်နေလေကိုလို့တယ်လုံးနေတာပဲသူလည်းလုံးနေတင်ပေးနေတာပဲဒါပေမဲ့မစမိုင်တင်ပေးတာသူတို့မှနားလို့သူတို့နားလေအောင်မစမိုင်မတင်တတ်ကိုနားလေမတင်တတ်မပြောပေးတတ်ဒီလူဘာကြိုက်တာမှမသိဘူးဒီလူကိုဘယ်လိုသင်ရမှာမှမသိဘူးဒီလူကသူ့ရဲ့အတွေးခေါ်ဘာရှိတာမှမသိဘူးဒီလူရီမန်းချက်ရှိလားမရှိလားကိုမသိဘူးဒီလူကစားတော့သူလားမသိဘူးဒီလူကဈေးရောက်နေတာလားမသိဒီလူကစီးပွားရေးလုပ်နေတာလားမသိဘာတစ်ခုမှမသိဘူးကောနော်အဲ့တော့ဘယ်လိုလုပ်ပြီးခွဲရကြည့်မှာလောက်လာမင်းနဲ့အလိုက်နေမလို့ရှင်လုပ်တယ်နေတောင်းလိုက်လုပ်တယ်ကိုလူတောင်းလိုက်လုပ်တယ်သူလည်းလုပ်နေတာပဲကိုလည်းမြင်တယ်လေသူလုပ်နေတာဟုတ်တယ်မလားလီစတာဝင်နေသူလည်းဝင်နေပြောတယ်ကျွန်မတောင်းလိုက်နေတော်တယ်လူတွေလီစတာလည်းပြောတတ်တယ်မပြောတတ်တယ်အကုန်လုံးပြောတတ်တယ်ဘာလို့သူတို့အောင်မရသူများတော့ကိုလည်းမရဟုတ်တယ်ပါအဲ့ဒါကလည်းအတွေးခေါ်လူတရားမှာအတွေးအခေါ်ညမှာသိရမယ်တဲ့ကိုသိရမယ်အချက်ကစောစောတော့ကကုမ္ပဏီပစ္စည်းဈေးကွက်ကိုသိရမယ်အချက်ကိုသိသွားပြီဒီအတွေးခေါ်ပိုင်းတော့ဘာသိရမလဲဆိုလို့ရှိရင်လူတွေရဲ့စိတ်
လူတွေခံမှန်းတတ်တဲ့စိတ်သူများတစ်ခါကိုခံမှန်းတတ်ဖို့တဲ့အဓိကကိုယ့်ကိုယ်ရင်ခံမှန်းတတ်ငါကပဲအဆင့်ရှိတာ10ယောက်ကိုဥဆောင်နိုင်တဲ့ခေါင်းဆောင်ပဲဖြစ်ပြီးတဲ့ဟာကိုကလူရောက်တရားပေါ့ဥဆောင်ရှင်လို့မရဘူးကိုယ့်ရည်ချင်းက10ယောက်ပဲရ10အိမ်မှုပေါ့ကွာသူများက10အိမ်မှုရတူ10အိမ်မှုအဆင့်ပဲရှိလို့သူများက10အိမ်မှုခန့်ဟုတ်တယ်မလားကိုဩခရာဖြစ်ရှင်လို့မရဘူးဒါကြတယ်ကို့မှာဩခရာဖြစ်ရှင်နဲ့ဖြစ်နိုင်ရဲ့ရည်ချင်းမရှိဟုတ်တယ်နော်အဲ့ဒီလိုပဲကိုယ့်ရဲ့အသွေးခေါ်က10အိမ်မှုလောက်ပဲရှိလို့အဲ့ဒီယာတူကမတက်တာဟုတ်တယ်မလားဘသူလုံနေတာပဲကိုသူများကိုပဲအပြစ်တင်တယ်အပလိုက်မကောင်းလို့ခွဲစည်းမကောင်းလို့ငါကနှစ်ဖက်ပဲကိုညာကိုလုံနေရလို့တခုမှမဟုတ်ဘူးကိုပဲဟုတ်တယ်မလားဒါဆိုအဲ့တိုင်းစစ်မရှိတဲ့သူတွေတို့ဘာလို့အောင်ရလဲဟုတ်တယ်နော်တို့ဘာလို့လုံနိုင်လဲဆက်မောကုမ္ပဏီမှာ2 line ပဲအရှားကုမ္ပဏီမှာ6 line လို့7 line လို့10 line လို့တို့ဘာလို့အောင်မြင်လဲကွယ်မနိုင်ရှိကျူးတယ်တကယ်ပြောတာတို့ဘာလို့လုံနိုင်လဲဟုတ်တယ်နော်ဆက်မောမှာ2 line ပဲလုံနိုင်လားမလုံနိုင်ဘူးလားကိုလုံးရင်ကိုလုံးတော့ရတယ်မဟုတ်ဘူးလားဈေးကွက်ပလန်အကြောင်းမသိဘူးလားဒီမှာတင်ယူထားရင်ကိုမသိဘူးလားဈေးကွက်ပလန်မှာကိုလုံးရင်ကိုလုံးတော့ရတယ်ဘယ်ကောညာကောကိုလုံးနိုင်လေကိုပတ်စံကိုရလေပဲမဟုတ်ဘူးလားဟုတ်ကဲ့သူများတစ်ခါလုံးလို့ရရင်လည်းကိုယူမယ်လေမရှိတော့ရောကိုမအောင်မြင်ရတော့ဘူးလားဒီနေ့အပ်လိုက်မရှိလို့မအောင်မြင်ရတော့ဘူးလားအပ်လိုက်ဒီမှန်ချက်သေးလို့ကိုလိုက်ပေးရတော့မှာလားဟုတ်တယ်နော်မဆိုင်ဘူး2 line လေးပဲသူများတွေလုံနိုင်တယ်ဟာကိုပါလို့မလုံနိုင်ဟိုလူကြောက်တီလူကြောက်ဟိုလူကအလုံးလုံးလို့ဒီလူကလည်း down line မလုံလို့ up line မလုံလို့အကုန်လိုက်ပြီးတော့ပြစ်တယ်လားမဆိုင်လည်းတင်တယ်ဟာဒီပဲလုံနေရတာငါတော့လုံနေရတယ်ငါ့ကိုတော့မဖြစ်တင်တယ်တင်တယ်ဘာလို့လဲလုံနေရတဲ့ရလာမရတာလေဟာသူများကလည်းဘာမှမလုပ်ဘဲနေကြတော့ရဘူးတိတော့ပြန်တော့လိုချင်တာဒီနေ့မလိုချင်တော့ဘာမှမရလောက်ခဲနဲ့ရသွားတဲ့ຢာဘူးမလိုချင်တော့ဘာလို့လဲသိလားရေရှည်မခံလို့ဆိုတော့ပြီးလို့ຢာဘူးပဲရတာဆက်မမရဘူးယူချင်တာဒီနေ့စဖိုင်ရဘူးပေးမယ်ဆက်မလို့နိုင်ယူမယ်လေယူချင်တာဒီစိတ်ပေးမယ်လေလိုချင်တာဟုတ်တယ်မလားယာတူပဲရတာပတ်စံမရတာဘာလို့ကိုဟုတ်လားကိုပတ်စံလိုချင်တယ်မလားယာတူနဲ့တန်နဲ့အရေးချင်းကိုလိုချင်တယ်မလားအရေးချင်းမရှိဘဲနဲ့ဘာယာတူမှလိုချင်နေလဲဘာမှမရ10အိမ်မှုပဲအဆင့်ရှိတယ်10အိမ်မှုပဲဖြစ်မှာပဲဟုတ်လားဒါကြောင့်မလို့အင်ဂျီအတွေးခေါ်ရှိရမယ်ငါသူများကိုအပြစ်တင်လို့ရငါဘာလို့ဒီနေရာမှာငါတတ်နေတာငါဘာလို့ဒီနေရာမှာငါကြာနေရတာလဲငါလည်းလုပ်နေတာပဲဒါဆိုရင်ငါလုပ်တဲ့တခုလုံးနေလို့ကိုလူတွေဟာအများအားဖြင့်ကိုကျွမ်းကျင်ညာကိုပဲလုပ်တယ်ကိုလုပ်တတ်တာကိုပဲကိုလုပ်တယ်မဟုတ်နိုင်လဲအဲ့လိုပဲမဟုတ်နိုင်အဲ့ဒီတော့ဆိုဘာကျွမ်းလဲဒီလားကုမ္ပဏီပစ္စည်းမင်းတို့ဈေးကွက်ပလားမဆိုလိုက်ကုမ္ပဏီပစ္စည်းဈေးကွက်ပလားအကုန်သိစိတ်နာမယ်ဘူးရတယ်နားမယ်နံပါတ်5ခေါင်းဆောင်စုကြည့်ဘလို့လုပ်ပြီးဘလို့ရတာလဲမသိဘူးလေးနံပါတ်4တင်ခွင့်စုကြည့်ဒါပဲသိတယ်ခေါင်းဆောင်စုကြည့်ကိုသိစိတ်ချိမသိအဲ့တော့ကိုကအတွေးကအလိုက်မလုပ်အလိုက်မရှိဘူးလားရှိရဘာလို့လဲနံပါတ်4အချက်ပဲကြည့်တတ်တာခေါင်းဆောင်စုကြည့်မှမကြည့်တတ်တာဘာလို့လဲကို၌ကခေါင်းဆောင်မဖြစ်သေးဘူးခေါင်းဆောင်စုကြည်ရမှဒီစီးပွားရေးရေးရှိသွားမှာခေါင်းဆောင်စုကြည်ရအောင်တည်ဆောက်နိုင်မှလည်းဒီစီးပွားရေးရေးရှိသွားမှာခေါင်းဆောင်စုကြည်ရဖို့ကလည်းခေါင်းဆောင်ဖြစ်မှရတာခေါင်းဆောင်မဖြစ်ပဲခေါင်းဆောင်စုကြည်လို့ရတာမရဟုတ်တယ်ဗျကိုယ်ဖွဲ့စည်းကိုမထိန်သိမ်းနိုင်မနဲ့ရလားမရအဲ့တော့ဒီနေ့အဲ့ဒီအတွေးခေါ်ကကိုကအနှုတ်လက္ခဏာနဲ့ပဲတခုခုကိုတွေးပြီးတော့ငါလည်းလုပ်နေတာပဲအဲ့လိုမျိုးရှိနေလို့ရှိရင်ဘလုံးမရှိဆက်သွားဘူးဗျ
နော်အဲ့တော့ဖိနုလေးတင်ပေးတယ်မစနိုင်မှတ်ထားတယ်အဲ့ဒီတော့အဲ့ဒီစကားတစ်ခုမှပဲမစနိုင်ဘူးဒီနေ့ဒီနေရာကြီးကြောင်းပုံဖို့ပေးတယ်ဒီစာမှတ်ထားပါဖိနုလေးပြောတယ်နေတစ်ခုတည်းကိုများနင်ကျွမ်းကျင်တဲ့အရာကိုပဲနင်လုံနေတာတဲ့နင်လုံနေတာတဲ့အကုန်လုံးကိုပြီးပြည့်စုံအောင်နင်လုံတတ်မယ်ဆိုရင်နင်မပင်ပန်းဘူးတဲ့အခုနင်ကိုနင်ပြန်ချကြည့်နင်မလုံရသေးတဲ့အချက်ရှိကိုရှိရမယ်နင်မလုံရသေးတဲ့အချက်ရှိလို့နင်ကတော့နင်လုံနေတယ်โอเคနင်မိတ်ဆက်ချင်ချလိုက်မယ်နင်သင်ပေးရင်သင်ပေးလိုက်မယ်ဒါပေမဲ့နင်မလုံရသေးတဲ့အချက်ရှိလိုက်အဲ့ဒါဘယ်လိုသိလဲအလိုက်နဲ့သိတာကိုမလုံရသေးတဲ့အချက်မသိကိုပဲသိကိုမလုံရသေးတဲ့အချက်ရှိလို့ရှိရမယ်ဒီပေါ်လေးသူကလည်းဒီမှာရှစ်သိညာထားတယ်ဆိုတော့ဒါသူပြောတယ်ဆိုတော့လည်းဟုတ်မှာပေါ့စအောင်တော့မယုံဘူးပေါ့နော်မယုံဘူးပေါ့စမယ်ဒါပေမဲ့သိချပြန်စဉ်းစားကြည့်မှာပါမလုံရသေးဘာမလုံရသေးလဲဘာမလုံရသေးလဲစဉ်းစားတယ်အဖြစ်မဟုတ်လူတရားကကိုငါဘာမလုံရသေးဘူးလေကိုလောင်းနေတယ်လို့ပဲအမြဲတမ်းတွေးနေတယ်ဆိုတော့ကိုခေါင်းတယ်လို့တွေးနေတယ်သူကွာသူများကကိုနေမကောင်းလို့ပြောရင်ချက်ချင်းလက်ခံလားချက်ချင်းလက်ခံတတ်လားထပ်မခံဘူးအခုဒီနေ့ပေါ်မလို့နိုင်ရုပ်ဆိုးတာကိုသိတယ်ကိုသားမဲတာကိုသိတယ်ဒါပေမဲ့မဲနေတယ်ကိုလက်မခံနိုင်ဘူးလေဟုတ်တယ်မလားအဲ့ပုံမှန်ဆိုလို့ရှိရင်ဖြူနေအောင်ကိုရိုက်တာဟုတ်လားအဲ့ကြောင့်လို့ဒီနေ့မဲနေတယ်ကိုလက်မခံနိုင်ဘူးဟုတ်တယ်နော်အဲ့လိုပဲလုံးဝလက်မခံနိုင်ဘူးကိုလုံနေတာပဲငါလည်းလုံနေတာပဲလို့ဘာလို့မရတာလဲသိကြတယ်ချာတော်နဲ့မတွေ့တော်နဲ့မတွေ့တွေ့တဲ့နေမျက်ရည်ပိုးပေါက်ကြားတဲ့နေငါတောင်းတော့အဲ့တော့ဒီနေ့မောင်လေးတို့ညီမလေးတို့ဒီနေ့မစနိုင်ပြောပြနေတဲ့အချက်မှာအဲ့ဒီအချက်နဲ့ညီတဲ့သူတွေရှိမယ်ဆိုပြန်တွေးကြည့်ပါမစနိုင်မောင်လေးတို့ညီမလေးတို့တကယ်အောင်နေစေချင်တယ်မစနိုင်တို့အကြာကြီးမနေစေချင်ဘူးအဲ့ဒီနေရာဟုတ်တယ်နော်အကြာကြီးနေချင်တချို့လက်ခံချင်မှလည်းလက်ခံမယ်အဲ့တော့မစနိုင်ပူးဝဲလင်းပေးမယ်ဒီနေရာမှာမစနိုင်နဲ့တူနေတဲ့သူဘယ်နှယောက်ရှိလဲမစနိုင်နဲ့တူနေတဲ့သူဘယ်နှယောက်ရှိလဲမဟုတ်ဘူးကိုလက်ခံရမယ်တော့ပြောပြီလက်မခံရင်စိတ်သက်မသွားဘူးလက်မခံတဲ့ရွေးဘလုံးမတက်ဘူးကြိုက်တော့လိုချင်တယ်လုံးဝမတက်ဘူးလက်ခံလက်လေးထောင်ပြီးလက်ခံဘယ်သူလက်ထောင်တေချာလို့လားအခုမှလာတဲ့သူတွေလေဒါဒီနေရာထိမရောက်သေးဘူးဒီနေရာထိမရောက်သေးဘူးဒီမှလာတာဟုတ်တယ်လားဒီနေရာရောက်နေတဲ့သူတွေပဲတွေးချင်တာလက်ခံလားတန်းနိုင်လက်ခံလားကိုတခုခုမလုပ်ရသေးလို့ဆိုလက်ခံတယ်ဟောကိုမရသေးဘူးလက်ခံဒီကြလက်ခံလားဒီချက်ဟုတ်တယ်နော်တော်လေးတို့လက်ခံခြာတွေ့လာချက်ချင်းလက်ခံလားနည်းနည်းလက်ခံလားညီမတော့မလက်ခံလားဟုတ်တယ်နော်လိုချင်တာငါလည်းလုံနေတာပဲလေဟုတ်တယ်မလားလိုချင်တယ်ငါပလက်တီနာလိုချင်တယ်ပလက်တီနာလိုချင်တာပဲတိလာတိတဲ့ရှောင်းတောင်းနဲ့ကိုတောင်းနေလိုက်ပလက်တီနာရှိတယ်လေဘယ်မှာဘယ်တော့ပြောင်းကြမှာဘလို့ငါသိတယ်လေတို့ငါလို့မရတယ်ငါလည်းလုံနေရဗျာဒီလိုလေးမလုပ်ဘူးဒီလိုလေးမချက်ချင်းတို့တော့ယူလေးတို့စိတ်ဝိုင်းလေးတို့ကိုယူလေးတို့တော့နေတို့လုပ်သူတို့မလုပ်တာနဲ့ကိုမရတော့ဘူးဟုတ်တယ်လားရှိတယ်မစနိုင်ရင်ဟောဆိုနင်တို့လေးနင်တို့ယူလေးနင်တို့လေးကဒီမှချက်မရှိကြဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဟုတ်လားဒါဆိုသူများအဲ့ဒီ bronze နဲ့ဆဲကသူတို့တွေရမှာပဲကိုရတော့မှာပေါ့ဟုတ်တယ်လားဒီမှချက်တူတဲ့သူမရှိတော့ဘူးလားဒီလူတွေဒါဆိုရင်ဒီလူဦးရေအများကြီးတွေမှာရီမန်းချက်ဘာကြောင့်မရှိရတာလဲဘာတိကိုပြန်သွားမယ်သူတို့မှယုံကြည်မှုမရှိဘူးတချို့ကြတော့လေယုံကြည်မှုကိုမြင်နေတယ်ဒါပေမဲ့ဆက်စမမဟုတ်ဘယ်နေရာမှာပဲတော့ငါ့ကုမ္ပဏီသွားလဲငါအောင်မြင်နိုင်တယ်ဒီကုမ္ပဏီသွားလဲငါအောင်မြင်နိုင်တယ်အဲ့လိုလူတွေဆက်စမမဒီမန်ချက်မရှိတာကိုပြောလို့ရလားမ
ကိုနီးစနစ်ထဲခေါ်ထည့်လို့ရလားတို့မရဘူးဒါဆိုတို့ကိုဘယ်လိုတင်ရမလဲယုံကြည်မှု၄မျိုးမှလည်းအမြဲတမ်းတင်ပေးနေတယ်၄မျိုးထဲမှာဟုတ်တယ်နော်တို့လုံအပ်နေတဲ့အရာကိုပဲပို့ပေးရမှာဒီတရားမှာသူ့ကိုယ်သူယုံကြည်မှုအမြဲတမ်းယုံကြည်မှုမြင့်နေတယ်တိတိနဲ့ကိုယုံကြည်နော်မင်းလုံးနိုင်နေနော်မင်းလုံးနိုင်နေတော့သွားမြောက်နေသွားပြီကိုယ်စကားတခွင်နဲ့သူ့ဘဝကိုဖျက်ဆီးလိုက်ပြီသွားပြီပြီးအမှသုံးသပ်ပြီးအဲ့ဒီလုံးဝဆွဲမရတော့ငကိုယ်တွေကမှသူ့ကိုယ်သူယုံကြည်မှုမြင့်နေပါတယ်ဆိုမှဟိုကသွားပြီးတော့မင်းလုံးနိုင်နေတဲ့တော့ပြောနေအဲ့ဒါပါလေလူကဲခတ်မတတ်လို့ဆောတော့ဟုတ်တယ်နော်လူကဲခတ်မတတ်တော့ဘယ်သူဘာလိုနေတာလဲမသိဘူးသွားပေးနေရောဟုတ်တယ်မသူပိန်နေတာတိတိနဲ့သူ့ကိုပိန်စေးကောင်းတယ်ပိန်စေးဖိုက်တိုဝိကောင်းတယ်တော်လေးတော့ဖိုက်တိုဝိကောင်းတယ်နဲ့တော့ပြင်းနေကိုရလားမရဘူးလေဟုတ်တယ်မလားအဲ့လိုမျိုးပဲအဲ့တော့ဒီနေ့သူ့လိုအပ်နေတာဘာလဲကိုသိရမယ်ဒီနေ့ဘာလို့အဲ့လိုမျိုးအဲ့ဒီနေရာမှာရှိနေရလဲကိုကတော်ပြီးကိုကတက်တယ်ဒါပေမဲ့ကိုသူများကောင်မသိပေးတတ်ဘယ်သူဘာလို့နေတာမှမသိဘယ်သူဘာလို့အပ်နေတာမှကိုမသိကိုမှသိအောင်သိယူထားတာမရှိရင်ကိုမမြင့်တယ်ကိုသိနိုင်ပါမလားမသိဘူးနေစားတော့မှဘယ်သူဘာလို့ကိုသိကြမလို့လေကိုသိကြမှမလို့လားဟုတ်တယ်နော်သူကဘာလဲတော့တင်ပြောလို့ရတယ်နောက်ပဲတင်ပြောလို့ရတယ်အဲ့ပြောလို့ရတယ်ဒါပေမဲ့ဒီနေ့ဒီညမှာတင်ပြောလို့မရဘူးဒီတောင်းလိုက်ပါပြီဟဲ့ဘာတောင်းလဲလူကလေးငါပြင်းနေတော့လေသူ့ကိုသူ့ရဲ့ဘာဖြစ်တယ်လဲရလားအဲ့လိုမျိုးပြောနေလေပို့ဆိုးနေလေဘောဘာမှဒီဘွဲရမကြည့်တော့ဟုတ်တယ်ပါအဲ့လိုအဲ့တော့ဒီနေ့ကိုရဲ့ network ထဲမှာဘသူကြီးမှန်းချက်ရှိတယ်လေဘသူဘာလို့လဲအဲ့ယုံကြည်မှု၄မျိုးထဲမှာသူဘာလို့နေတာလဲတချို့ကျတော့လေကုမ္ပဏီကိုယုံကြည်လားမယုံကြည်တယ်လာလားမလာလေပတ်တိုင်းလာဘင်းတော့ဟာလည်းလာလားမလာယုံနေစနေနေ့ဆိုလဲလာတယ်တင်တန်းတက်လားမေးလဲတက်တယ်ဂရုထဲမှာဝင်လာမေးတယ်နဲ့မရဘူးအဲ့ဒီလိုပါပြောမယ်ဆက်စမောယုံကြည်နော်နဲ့ကပြောနေရတာ तू ယုံကြည်နေပြီတော့ပြောလို့မရဘူး तू ယုံကြည်နေပြီဒါပေမဲ့ तू မယုံကြည်တဲ့တစ်ချက်ရှိရမယ်ဒါကြောင့်မို့ तू မရဟုတ်တယ်မလား तू ဆက်စမောမယုံမဲနဲ့ तू လာပါမလားလို့ तू ဆက်စမောမယုံမဲနဲ့ तू ဂရုထဲမှာရှိနေပါမလားလို့မရှိဘူးဟုတ်တယ်နော် तू မှာဆက်မောယုံကြည်နေပြီအဲ့တော့ဆက်မောယုံကြည်တော့ငါဒီဆက်မောယုံကြည်တော့ဆက်မောမှာမယ်ယုံကြည်တယ်လေဟုတ်တယ်ငါယုံကြည်လာတာလေကြာနေပြီငါလည်းပတ်စံမရအောင်အဲ့လိုမပြောအောင်လားဖြစ်သွားတယ်အဲ့ဒါပါလေကိုသူ့ကိုသူ့လိုနေတာကိုမပေးတတ်ဘူးသူဘာလိုနေမှန်းကိုမသိဘူးဟုတ်တယ်အဲ့လိုတချို့ကြတော့ရှိတယ်ဆက်မောလေးယုံကြည်ဒီစနစ်ကိုမယုံသူ့ကိုသူလည်းယုံနေဆက်မောမှာငါအောင်မြင်နေဒါပေမဲ့ငါဘာငါလောက်ရအောင်မြင်နေတယ်ငါတမင်းငါထောင်မယ်လေဒုက္ခမှာဒီသားတွေကတအားတမင်းကိုတမင်းထောင်တာတအားဝါတော့အကြောင်းမလို့လုံးမှလည်းမစစ်တပ်မျိုးစုံရှိနိုင်ငံရေးတွေပါလာပြီဟုတ်တယ်မလားတမင်းထောင်တာဝါဒနာပါတယ်ဘာလို့လဲငါတော်တယ်ငါတက်ထောင်လိုက်နဲ့ပြောတယ်ဒီခါလိုက်နောက်ပါမလို့ပါလို့ဒီတော့ပဲအောက်ကြလို့ရှိရင်လည်းသူတို့နဲ့မှတော့မပေါအောင်လို့ပါလို့တော့ပဲအခုတော့ခဏလေးလာဘာလို့မလုပ်ဘူးကတော့တော့ကိုမတဲတော့ပြီးနေနေမှာပြရတယ်မတော့ပြီးဘာလို့အဲ့လိုမျိုးထင်တာအဲ့လိုလူမျိုးတွေအောင်နေမှာလားအောင်နေဘူးဟုတ်တယ်မလားသူ့ကိုယ်သူယုံကြည်တယ်ဆက်သမောကိုယုံကြည်တယ်နီးစနစ်ကိုမယုံကြည်ဘူးဆက်သမောနီးစနစ်ကိုမယုံကြည်ဘူးဝိုင်းသွားစရာမလိုဘူးဒါမှလည်း exactly ပိတ်မှာအမလိုက်ကျွန်တော်ဒီနေ့ဝိုင်းမသွားဘူးနော် exactly ပိတ်မှာနော်ငါလုံးကျွန်တော်ဒီလာရလူကြီးမှာကျွန်မဒီလာရလူကြီးမှာဟုတ်ကဲ့ရမယ်အလားပဲexactly ပိတ်လာတဲ့ငါယောက်ျောက်ကြီးလေနောက်လာ exactly ပိတ်ပြီး तू ဘာလဲသွားတယ်မယ်လို့ तू လဲပါပဲတော့ तू မှလည်းယုံကြည်ချက်လည်းမရှိဒီမှချက်လည်းမရှိဟုတ်တယ်မလားဘာကြောင့်ဒီစီကွာရေးလောက်ရတာလဲမသိပေးတတ်တယ်နဲ့အဲ့ဒီငါရောက်မပြောက်ဘူးလားexactly ပဲဒီပြောက် exactly ပဲပေါက်တာဘာလို့လဲအဲ့ဒီ exactly လာပိတ်ပြီးတော့ဝိုင်းပွဲမသွားဘူးဆိုတဲ့သူဒေါင်းလိုက်ရ exactly ပိတ်မယ်လို့ပြောလို့ရှင်ဒီလေ exactly online ကနေပိတ်လို့ရတယ်ပေါ့ဝိုင်းပွဲကနေပြန်လာရင်အားလုံးမကောက်အဲ့ဒီ9ယောက်ကနေရောက်90ပဲဖြစ်သွားနိုင်လား
နိုင်တယ်ခဏမရဘူးဟုတ်တယ်မလားဘာလို့အိစက်ကတိငါလုံးပိတ်မအောင်မြုံနေနေရှိတယ်အဲ့ဒါပါလေ business ကိုမြုံကြည့်အနိုင်ရဒီနေ့သင်တန်းလားဒီနေ့စနေနေ့နော်ဒီနေရာမှာရေးကြည့်တယ်ဆိုဒီလိုက်တော့ရဝီးမှာဘလို့စနေနေ့လူတစ်တီလာမမနဲ့ပြန်ကြလို့ရှိရင်နဲ့ဆိုပြီးတော့မှလာမနဲ့ပြန်လူတစ်လာမှာလို့အဲ့ဒါပါလေဒီစနေကိုမြုံကြည့်အဲ့တော့ဒီနေ့အဲ့လိုမျိုးမလာဘဲနဲ့သူတို့သိပါမလားအဲ့ဒီလူတွေကိုလို့ထိမ့်မယ်မသိတော့အဲ့ဒီလူတွေမပြောက်သွားဘူးလားပြောင်းသွားတယ်တော့ဒီစနစ်အားနေချက်မရှိဘူးလားတရားရခိုင်းတော့ဒါဆိုရင်အဲ့ဒီလိုလူကိုကိုဘယ်လိုသင်ပေးရမလဲကိုမသိရဘူးလားဟုတ်တယ်နော်ကိုသိရမယ်အဲ့တော့ဒီနေ့နားထောင်နေတဲ့သူတွေမှာကိုနိုင်ကရောဘယ်အချက်ကိုအားနေနေတဲ့သူလဲကိုပြန်စေနော်ပြီးရင် upline နဲ့အဖွဲ့အစည်းဟုတ်တယ်လား upline နဲ့အဖွဲ့အစည်းနဲ့လည်းလုံးမလုံးကိုဘန်ကိုပဲလုံးမယ်ကိုလီစနေနဲ့ကိုဘန်ကိုပဲအဖွဲ့အစည်းကိုညီရတာမှလည်းမသိကိုအဖွဲ့အစည်းနဲ့ကိုလည်းမလုံးကိုဟာလေးနဲ့ကိုပဲကိုဘန်လေးနဲ့ကိုပဲအဲ့ဒါကြီးလေပေါ်မိုင်းဆွဲတယ်ဘာညာမရှိဘူးပါမအဖွဲ့အစည်းတောင်းလည်းမယူဘူးပေါ့နော်ကိုကလူထဲမှာကိုစကားပြောတယ်ကိုကလူထဲမှာကိုစာရေးတယ်ကိုကလူတွေကကိုတောင်းလိုက်မဲ့သင်ပေးတယ်ဒါမျိုးလေးဒါတွေရေရှိသွားလို့ရလားမရဘူးဟုတ်တယ်မလားအဲ့တော့အဲ့ဒီအချက်တွေယုံကြည်မှုနည်းနေတယ်ကိုယ့်ရဲ့ network ထဲမှာဆိုဒါတွေကိုကိုစစ်ဆေးမတတ်ပဲနဲ့အောင်မြင်နိုင်ပါမလားမအောင်မြင်နိုင်ဘူးယာဒူးလိုချင်လို့ရပါမလားမရတော့အဲ့တော့ကိုနိုင်ကမှအဲ့ဒီအချက်ကိုမသိဘူးကိုဘာလုံနေတာမှန်းလည်းကိုမသိဘူးစောကလေးချက်ထဲမှာကိုလည်းလိုအပ်နေတာဖြစ်အောင်ဖြစ်နိုင်တယ်ကိုတော်မှမသိတော့ကိုတောင်လိုက်လို့ကိုပြန်တင်ပေးတတ်ပါမတင်ပေးတတ်ဘူးမတင်ပေးတတ်တော့အဲ့ဒီမှာပဲတန်းနေတာအလိုက်လုံးနေတယ်နော်စူးစမ်းနေတယ်နော်အဲ့ဒီလေးပဲဟာဒီစီပွားရေးလောက်လုံးမှာလားလို့မေးစီပွားရေးလောက်မှာမို့လို့အဲ့ဒီလေးပဲတာပေါ့ဘယ်သူပြောလဲအဲ့ဒီလေးပဲစီပွားရေးလောက်တယ်ဟုတ်တယ်မလားစီပွားရေးလောက်တဲ့သူကိုအဲ့ဒီလေးပဲတဲ့သူကိုတတ်မှတ်တာဆိုအဲ့ဒီလေးပဲထားတဲ့သူတွေအများကြီးဟုတ်တယ်နော်အဲ့တော့စီးပွားရေးလုပ်တယ်ဆိုတာ executive ပိတ်တာမဟုတ်ဘူး executive ဆိုတာကစီးပွားရေးစတင်လုပ်ကင်ဖို့အတွက်ဒီစီးပွားရေးက project ပစ္စည်းတွေဘယ်လောက်ထိကောင်းတယ်လဲဆိုတာကိုကသုံးဆွဲကြည့်ရတာအစလေးသုံးတိုင်းလို့ကြိုက်တယ်သဘောကျတယ်နှစ်သက်တယ်ဒီပစ္စည်းကိုနိုင်ငံတကာဈေးကွက်ထိထိုးဖောက်လို့ရတယ်ဆိုတာကိုသိရင်ကိုစတင်တော့အဲ့တော့ executive ပိတ်တာဟာစတော့မတင်ရသေးဘူးနော်သုံးကြည့်ရုံပဲရှိသေးတယ်ဟုတ်တယ်လားအဲ့တော့စီးပွားရေးစတင်လုပ်နေပြီလို့မကောင်းနဲ့အဲ့ဒီစီပိတ်ပြီးထွက်သွားတဲ့သူတွေညာတို့မရပဲထွက်သွားရုံငါတို့လောက်ဖူးပြီးပြီမလုပ်ဘူးလားသူတို့တော့မသိဘူးသူတို့မစတင်ကြရအောင်ဟုတ်တယ်မလားနော်အဲ့တော့အဲ့ဒီလိုမျိုးကိုမြင့်တင်နိုင်တဲ့အတွေးခေါ်တွေရှိရမယ်အဲ့ဒီအတွေးခေါ်တွေရှိရမယ်အဲ့တော့အဲ့ဒီအတွေးခေါ်တွေကဘယ်မှာရတာလဲဒီအတွေးခေါ်တွေကဒီလိုတွေးခေါ်တွေရအောင်ဘယ်မှာရှာမလဲဒီတွေးခေါ်တွေရအောင်ဘယ်မှာရှာမလဲဒီစနစ်နဲ့သင်တန်းတွေအပါအဝင်လက်တွေ့ကိုလှုပ်ဆောင်ချက်တွေမှာဒီ downline နဲ့အလုံးမလုပ်ပဲနဲ့ဒီ downline ဘာလို့အဲ့လဲကိုသိပါ့မလားဒီ downline နဲ့စကားမပြောဘဲနဲ့ဒီ downline ဘာလို့အဲ့လဲကိုသိပါ့မလားတချို့ဆိုလို့ရှိရင်ကို downline ပဲနေရာမှာနေမှန်းတော့မသိဟုတ်တယ်ပါကို downline မှာလိုအပ်ချက်ပါမှန်းမသိကို downline မှာမိသားစုဘယ်နှယောက်ရှိမသိဘူးမသိတော့သူ့ရဲ့ဝိုင်းကိုကြည့်အောင်ကိုမပြောနိုင်တချို့ဆိုကို downline မိန်းမရှိတာလည်းမသိဘူးယောက်ျားရှိတာလည်းမသိဘူးချို့ကစီးပွားရေးလူမှုရေးဒီစီးပွားရေးကိုခေါ်လာတဲ့သူအောင်မြင်အောင်လုပ်ရတာလေအခုဒီနေ့မိန်းမနဲ့ရံဖြစ်လို့စီးပွားရေးမလုပ်ဘူးဆိုတဲ့သူတွေမရှိဘူးလားယောက်ျားနဲ့အစင်မပြေလို့စီးပွားရေးမလုပ်ဘူးဆိုတဲ့သူတွေမရှိဘူးလားရှိတယ်အိမ်မှာအလုပ်နေစားအလုပ်အစင်မပြေလို့စီးပွားရေးမလုပ်တော့ခဏနားထောင်ဝင်တော့ဆိုတဲ့သူတွေမရှိဘူးလားရှိတယ်ဒါဆိုကိုသူလုပ်နေတဲ့အလုပ်ကိုသိထားလို့သူ့ရဲ့အခြေအနေကိုသိထားမယ်ဆိုလို့ချင်းကိုသူ့ကိုဘယ်လိုအားပေးရမလဲကိုမသိဘူးလားဘာလို့သိထားရလဲစက်စုတာမဟုတ်ဘူးဟဲ့ဒီယောက်ျားပဲနေယောက်ျားထားပြီးပြီလေတော့မင်းနဲ့အဲ့လိုမျိုးမေးလို့ရလားမ
ထထမိုးလို့ပဲတော့ပါရခဲ့အောင်ဟုတ်တယ်မလားအဲ့လိုမျိုးကိုကနားလည်မှုလေးနဲ့ဟုတ်တယ်မလားतू ကနေတော့စကားစမိပြောကြည့်ရင်လည်းပြောင်းနေကြသူနဲ့ကိုနဲ့ရင်းနှီးတာကိုထောင်နိုင်တယ်ဟုတ်တယ်နော်ဒီစီးပွားရေးကမိသားစုစီးပွားရေးဖြစ်တယ်အဲ့တော့ကိုကအဲ့လိုမျိုးရင်းနှီးနေပြီးတော့မှကိုကနေပြီးတော့သူတို့ကိုသိတဲ့အခါကျတော့မှဒီလူဟာဘာလို့တယ်ကိုသိအဲ့တော့သူနဲ့လိုအပ်တဲ့အရာကိုပေးနိုင်မှာကိုစီမှာဆွဲသုံးလို့ရတာလေအများကြီးပဲဆက်ဆက်ဆုံးပါဒါပေမဲ့ကိုကမလိုအပ်ဘူးလေမလိုအပ်တာတွေတော့ပေးမိတယ်လေပို့သွားတယ်မလိုအပ်တာတွေပေးပြီးတော့ပို့သွားတယ်သူစီမှာပို့သွားတော့သူလည်းမအောင်ဘူးအဲ့တော့ဒီစီပိုင်းကပို့တာတွေကိုချော့မယ်လိုတာတွေကိုထည့်မယ်ဟုတ်တယ်ပါအဲ့တော့ကိုလိုတဲ့အချက်ကိုလည်းပဲကိုဘယ်နေရာမှာဘု ရှိမှာငါချားဘုရှိမှာငါချားအတွေးပေါ်ပိုင်းဆိုင်ရာမှာအခုဒီနေ့မဆိုလိုက်ပြောတယ်အများအပြား Facebook ပေါ်မှာဆိုလို့ရှိရင်ဒါအားပေးစကားဗီဒီယိုဖိုင်တွေဆိုတာကြီးကြတယ်ဟုတ်တယ်မလားကြီးကြတယ်မဆိုလိုက်အရင်ဆုံးပြောချင်တာက success more နဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်တွေကိုအရင်ကြည့်ပါကိုက success more အကြောင်းကိုအကုန်လုံးတော့ကြည့်အောင်သိသွားပြီးပြီဆိုမှကိုယ့်ရဲ့လိုအပ်ချက်ကိုချငါဟာအခုမဆိုနိုင်ဆိုလို့ရှိရင်ဒါစိတ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်သိတယ်မဆိုနိုင်ကစိတ်ဆိုးလွယ်တယ်စိတ်ဆက်တယ်လေဟုတ်တယ်မလားအရင်ဆိုဒီချက်ကိုဆက်တယ်အကျွေးတော့ဆက်တယ်လေအကျွေးတော့ဆက်တယ်နော်အဲ့ဒါဒီချက်ကိုဆက်တယ်အဲ့တော့စိတ်ဆက်တဲ့အခါကျတော့စိတ်နဲ့ပတ်သက်တဲ့ဆောင်ဟောမှာစိတ်ညစ်အောင်ဘယ်လိုမျိုးထားရမလဲစိတ်ဆိုးလာပြီဆိုရင်ချစ်ချင်းပြောက်အောင်ဘယ်လိုလုပ်မလဲချောလို့တော့မရဘူးလူတယောက်ကစိတ်ဆက်တာဖြစ်တယ်ဒါပေမဲ့အကြိုင်မဆိုးအောင်အရင်တော့ဆိုစိတ်ဆိုးပြီးမနှက်မိုးလေးလို့စိတ်ကိုတက်ခနဲ့မကြည့်ဘူးဆိုတနေ့ကုန်မကြည့်တော့ဘူးအရင်တော့ဆိုစိတ်မကြည့်တော့ဘလူကိုလည်းစိတ်ဆိုးဒီလူနဲ့စိတ်ဆိုးလာရင်ဘလူလည်းအမျိုးစိတ်ဆိုးတယ်အဲ့တော့အခုကချက်ချင်းတော့ချောလို့မရသေးဘူးမယ်လို့ချက်ချင်းပြောက်သွားအောင်ပေါ့နော်မိနစ်ပိုင်းနဲ့ပြောက်သွားအောင်စက္ကန့်ပိုင်းနဲ့ပြောက်သွားအဲ့လိုမျိုးအတွေးခေါ်ပိုင်းတာအခုကထိန်းသိမ်းရမယ်ဒါမှမဟုတ်နိုင်လို့ပြောကြအဲ့တော့မောင်လေးတို့ညီမလေးတို့အတွေးခေါ်ပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်ကိုအတွက်လုံအပ်တာကိုပဲဒီချိန်မှာငါပါလုံအပ်တယ်ဖွဲ့စည်းတရားမှမရှိသေးဘူး executive တလုံးပဲအနည်းငယ်လေးရှိသေးတယ်ဟာခေါင်းဆောင်ရေရှင်းဗီဒီယိုဖိုင်တွေနားထောင်နေခေါင်းဆောင်တွေထိမ့်သိမ့်နေတာတွေနားထောင်တယ်ဘယ်လိုသွားထိမ့်သိမ့်လဲဒီထိမ့်သိမ့်တာလည်းတရားမရှိဟုတ်တယ်မလားထိမ့်သိမ့်ဖို့ဗီဒီယိုဖိုင်တွေနားထောင်တာအဲ့ဘေးနေရာကအသုံးချမလဲလို့ဒီနေ့ကိုလုံလိုက်တဲ့အရာဒီနေ့အသုံးချလို့ရအောင်ကိုနားထောင်ဟုတ်ပါပေါ့ဒီနေ့ကိုအားပေးစကားပြောမယ်ဆိုလို့ရှိရင်ဒီနေ့အတွက်အမေနာပြောရဲဆိုရင်တော့လူတစ်တွေများရင်လည်းများသလိုလူကောင်းတွေများရင်လည်းများသလိုသွားတဲ့ပြင်အဲ့လိုမျိုးကသူ့နေရာလေးနဲ့သူအသုံးချတတ်အောင်ဗီဒီယိုဖိုင်လေးကိုနားထောင်ရအဲ့တော့ success more company မှာဆိုလို့ရှိရင်ဒါခုနောက်ပိုင်းဆိုလို့ရှိရင်success more နဲ့ပတ်သက်တဲ့ထိုင်းလိုနားလဲတဲ့သူဆိုလို့ရှိရင်ဒါနားထောင်ကြတယ်အများကြီးပဲဟုတ်တယ်မလားရှေ့ဒီအကုန်လုံးဘလူးမျိုးတွေဘလူးတင်ပေးတယ်လေနော်3 4 5 6ဘလူးတင်ပေးလည်းပြီးနေလို့ဗီဒီယိုဖိုင်တယ်ဘာကြောင့်လို့ရင်တော့ဆိုရင်နားမလဲလေသူ့လိုနားလဲလာလဲအားလုံးသတိထားမိလားမသိဘူးထိုင်းစကားမတက်ဘူးထိုင်းနိုင်ငံကိုစရောက်လာတဲ့သူနော်စားတောက်ဆိုင်မှာလုံးလို့ရှိရင်လေကျန်တာတွေကိုမပြောတတ်ဘူးဒါပေမဲ့အဲ့ဒီပကံတို့ဇွန်းတို့နော်ဒါတွေကိုပြောတတ်လာအသီးရွက်တွေကိုထိုင်းလို့ခေါ်တတ်လာဟုတ်တယ်မလားအိမ်ခေါ်လောက်တဲ့သူဆိုလို့ရှိရင်ကြံတဲ့စကားတွေမပြောတတ်ဘူးနော်ထူပန်းတို့တန်းတိုက်တာတို့နော်ဒါတွေဆိုသူအရင်ဆုံးသိတယ်နားရင်သွားတယ်ဒီနေ့မစနိုင်လို့ထိုင်းစကားကိုတခြားနေရာမှာအများကြီးမနားလဲမသိမဆက်ဆက်မလို့ပတ်သက်တာဆိုလို့နားလဲဘာလို့လဲကိုအစတွေကကိုနားမလဲလို့ဆိုတာကိုသိတယ်နားမလဲနားများနားထောင်နေပြီနားမလဲလို့နားထောင်သွားတာဟုတ်တယ်နားလဲချင်လို့စီးလို့ပါတော့ဝိုင်းပွဲကြောက်လို့ရှိရင်တော့တချို့ကြောက်လို့ရှိရင်ရှိတယ်ဝိုင်းပွဲမှာဘာတွေပြောမှလည်းမသိဘူးစီးဖို့ခေါင်းနေဆိုတာတော့သိတယ်တကယ်ချင်းဟိုနဘေးကလူပြောင်းမူလုံးမူရှိလို့ဒီနဲ့လေလက်တွေနဲ့ဖြန်းဖြန်းသူရိုက်ဆိုတော့ငါရေးနေတယ်ဘာမှလည်းမသိဘူးအဲ့လိုမျိုးမဖြစ်ဘူးလားဖြစ်တယ်အဲ့လိုမျိုးညဆိုပြောအမျိုးပဲရိုက်ထက်လိုက်တာပဲဘာမှမသိဘူးအဲ့ဒါဘာလို့လဲအုံနောက်တွေမှာရှုပ်တယ်သူတို့ကတော့350ပေးတာကောင်းတယ်ပြောငါတို့ခေါင်းတွေပူတာရောစက်တွေကျုပ်လိုက်တာဟုတ်လားအဲ့လိုဖြစ်လားအဲ့လိုမျိုးဖြစ်တယ်အဲ့တော့ဘာလို့လဲကြိုပြီးတော့မှနားမထောင်တာဘူးလူတစ်ယောက်ကိုဒါကုမ္ပဏီနားမလဲဘူးကွာဒီမှာလေနားထောင်အရင်ဆုံးသူ့အားနဲ့ဝိုးပုံစံနေနားထောင်နိုင်မယ်လေဗီဒီယိုဖိုင်အတူလေးတွေရှိတယ် CEO တို့ဗီဒီယိုဖိုင်တူလေးတွေရှိတယ်ကုမ္ပဏီပိုင်ရှင်ရဲ့နော်ဝိုင်းဗီဒီယိုဖိုင်တူလေးတွေရှိတယ်ဒါရင်ဝါနားထောင်တက်သွားအောင်ပေး
အဲ့ဒီဗီဒီယိုဖိုင်နေတာတော့ကိုကအတွေ့ကိုဒီလူတယောက်ကိုအရင်ဆုံးပါသင်ပေးရမလဲပေါ့ဘာပေးရမလဲပေါ့ဘာပြောရမလဲပေါ့အဲသူ့ကိုဘယ်လိုဗီဒီယိုဖိုင်ပို့ပေးရမလဲဟုတ်တယ်ပါလူတစ်ယောက် exactly ပိတ်အခုမှ exactly ပိတ်သွားတယ်ဟာဘာရှောက်ရှောက်ဗီဒီယိုဖိုင်တော့အကုန်လုံးလိုက်ပြီးပို့တော့အကုန်လုံးကမစလဲမပြောတာကောင်းတယ်တော့ရော့အေးနားထောင်အကုန်လုံးပေးနားထောင်အကုန်လုံးသူနားထောင်လာအဲ့ဒါထဲလာသူနားထောင်လာသူနားမထောင်ဘူးလေသူမနားမလဲတာဟုတ်တယ်မလားအဲ့လိုအဲ့တော့လောက်တယ်ရလိုက်ရအောင်လောက်တယ်လောက်လာမေလို့တော်တော်လေးလောက်တာပဲလောက်လာမေတော့လည်းကြောက်ဘူးပစ္စည်းအမျိုးပေါင်းဆိုလို့ရှိရင်ကျောင်းအကုန်လုံးပို့တယ်နောက်ဆုံးဗာဖြစ်တယ်တိလားအဲ့ဒီလူပစ္စည်းပဲချင်းသွားတိုက်စေပြီးဘယ်လောက်လဲ upline နဲ့ပို့ထားပြီးပြီလို့တို့ကြည့်လာတာတို့မှမကြည့်တာဟုတ်တယ်မလားပို့ထားလားမေးပို့တယ်ဟဲ့တကယ်ဝယ်တော့ဗာဖြစ်တယ်basically patient လို့ပြီးဘယ်လောက်သိလာတာမသိနောက်ဆုံးကိုပဲလုပ်ပေးရတယ်နော်ဒါဆိုကိုလုံးလိုက်တာရလိုက်ရတာလားမရဘူးရှာလည်းမရဘူးဟုတ်တယ်ကအဲ့တော့လောက်တယ်နော်ဟာလေးလုံးနေတာပဲဘာလို့ရလည်းမရလဲတို့ရလိုက်ကြအောင်မလုပ်လို့မရတာလေရှင်းလားနော်အဲ့လိုမျိုးတွေရှိတယ်အဲ့တော့ဒီနေ့အဲ့ဒီလိုမျိုးကိုမြင့်တင်ရမယ့်အနေအထားတစ်ခုမှာပထမဦးဆုံးသိချတဲ့ successful နဲ့ပတ်သက်တဲ့အချက်လက်တွေကိုမသိထားဘဲနဲ့ကိုဘယ်သူ့ကိုဘာပေးရမလဲကိုသိပါမသိဘူးကိုတိုင်ကမှသိမ်းထားတာဆဲထားတာမရှိဘဲနဲ့ဒါဟာလူတစ်ကိုကိုရမယ်ဗီဒီယိုဖိုင်ဒါဟာလူဟောင်းကိုကိုရမယ်ဒါဟာသူ့ကိုသူယုံကြည်မှုနည်းနေတဲ့သူကိုကိုရမယ်ဗီဒီယိုဖိုင်ဒါဟာsuccessful company ပေါ်မှာယုံကြည်မှုနည်းနေတဲ့သူကိုကိုရမယ်ဗီဒီယိုဖိုင်ကိုအကန့်နဲ့ကိုမလုပ်ထားပဲနဲ့ရလားမရဘူးအဲ့လိုမျိုးစနစ်တကျနဲ့မရှိတဲ့ဟာကြတော့သူကအကုန်လုံးရောတမမွေအကုန်လုံးရောတင်ရောတင်အကုန်လုံးရောအလုပ်ကိုစနစ်တကျနဲ့မလုပ်တတ်အဲ့တော့ရလာမရအောင်မစနိုင်လေတစ်နှစ်တီတီအဲ့ဒီလိုပဲဒါအခုဒီနေ့မောင်လေးတို့ညီမလေးတို့ပြောပြတယ်သူများတကမလုပ်တာပေါ့မစနိုင်မလုပ်တာမစနိုင်မလုပ်ခဲ့တဲ့အရာတွေပေါ့ပြီးတော့မစနိုင်မလုပ်လို့မရခဲ့တဲ့အရာတွေကိုပြောပြတာမောင်လေးတို့ညီမလေးတို့မစနိုင်လို့အဲ့လိုမျိုးမကြားစေချင်ဟုတ်တယ်နော်အဲ့တော့ဒီနေ့ကိုသိသွားပြီငါအဲ့ဒီတော့အဲ့ဒီအရာတွေငါမလုပ်ခဲ့လို့စောစောတော့ဖိနူလေးပြောတဲ့အတိုင်းနေမလုပ်ရတဲ့အချက်ရှိကိုရှိရမယ်မသိကြဘူးလားသူပြောတာမမှန်ဘူးလားမမှန်စရာအကြောင်းမရှိဘူးလေသူလည်းလုပ်ခဲ့လို့နေမှာပေါ့ကိုလိုဟုတ်တယ်ဗလားသူလည်းကိုလိုလုပ်ခဲ့လို့သူပြောပြတတ်တာပေါ့ဟုတ်တယ်နော်အဲ့လိုမျိုးအဲ့တော့မဆနိုင်လိုမျိုးအကြိုက်ထပ်မှားခြင်းသေးလားမမှားခြင်းတော့ရင်တော့ကိုကပြင်ရတော့အဲ့တော့ကိုပြင်တဲ့ခါကျတော့ကိုတောင်းလိုက်နေတယ်ကိုသိပေးတတ်ပါပြီဒါဆိုသူတို့လည်းမမှားတော့ဒါဆိုရင်ကိုယုံကြည်ပြီးတော့ဟေးငါဒီနေ့အောင်မြင်အောင်လုပ်နိုင်တယ်သက်မောမှာပြီးတော့ကိုခေါ်လာတဲ့သူတွေရောအောင်မြင်အောင်ကိုမကူညီနိုင်ဘူးလားကိုကြည့်နိုင်အဲ့တော့ဒီမမြင့်တယ်မှုမရှိဘဲနဲ့ဒီလူတွေကိုဘယ်လိုနီးနေမှာဆွဲမခေါ်နိုင်ဟုတ်တယ်နော်ကိုမြင့်တယ်မှုမရှိဘဲနဲ့အဲ့တော့အဲ့ဒီအတွေးအခေါ်မှာအရေးကြီးဆုံးအချက်ကပါပဲဆိုတော့နောက်ဆုံးအရင်ကအမြင်ပေါ့နော်နောက်ဆုံးအတွေးခေါ်ကအတွေးခေါ်ဆိုလို့ရှိရင်စောရပါပဲကောင်းတဲ့ဘက်ကအတွေးခေါ်ရှိရမယ်ဟုတ်တယ်မလားကောင်းတဲ့ဘက်ကအတွေးခေါ်ရှိရမယ်ပြီးလို့ရှိရင်ကိုလိုအပ်တဲ့အရာတွေကိုပဲကိုကသိယူရမယ်သူ့အချိန်နဲ့သူ့အခါနဲ့အလုပ်ရမယ်အဲ့လိုမျိုးတွေးခေါ်ပြီးတော့လူတိုင်းကိုသူ့လိုအပ်တဲ့အချက်ကိုပဲကိုကတွေးတတ်အောင်လည်းသင်ပေးရဟုတ်တယ်မလားသူ့ကိုလည်းတွေးတတ်ကိုတွေးတတ်ပြီးရင်သူတို့လည်းတွေးတတ်အောင်သင်ပေးရမယ်ဒါအရင်ရေးကြည့်တဲ့အချက်ဖြစ်တယ်အဲ့တော့ဟုတ်ပြီသူများတစ်ခါကိုတွေးတတ်အောင်သင်ပေးပြီးလူတွေရဲ့အကြောင်းကိုလည်းသိသွားပြီးကိုလည်းကိုလိုအပ်တာပါလဲဆိုတာကိုသိသွားပြီနောက်ဆုံးအရင်းညာကြတော့ဒါလူအများကိုလက်မခံဆုံးအချက်ဒီချက်လက်မဘာဖြစ်နိုင်တယ်လို့ထင်တယ်လူအများကိုလက်မခံဆုံးအချက်ဘာဖြစ်နိုင်တယ်လို့ထင်တယ်ဘာဖြစ်နိုင်တယ်လို့ထင်တယ်လူအများကိုလက်မခံဘူးဒီချက်ကိုအေးပေါ့အဲ့ဒါဒါပေမဲ့ဘာတွေကိုပြုပြင်ရမလဲပေါ့နော်โอเคအဲ့တော့မပြောပြပေးမယ်နော်အားလုံးဒီနေ့ဒီနေရာမှာလူအများစုတွေးခေါ်ကောင်းပြီးအကုန်လုံးငါလည်းယုံကြည်တဲ့ကိုနော်ငါယုံကြည်တယ်ငါအောင်မြင်နိုင်ဆိုတာငါယုံကြည်တယ်ဆက်ပေါ်မှာငါအောင်မြင်နိုင်တယ်ဆိုတာငါယုံကြည်တယ်ငါခေါ်လာတဲ့သူကိုလည်းငါအောင်မြင်အောင်လုပ်ပေးနိုင်တယ်ဆိုတာငါယုံကြည်တယ်အဲ့ဒီလိုယုံကြည်ဖို့တော့ငါတင်ယူမယ်ဆက်ပေါ်နဲ့ပတ်သက်တာငါမသိဘူးဆိုတာမရှိဘူးအောင်အကုန်လုံးသိတယ်ပြီးလို့ရှိရင်ငါသိချတယ်ငါရဲ့မိတ်ဆွေတငယ်ချင်းအကုန်လုံးငါသင်ပေးရမယ့်သူတွေအကုန်လုံးငါပြန်ပြီးလက်ဆင့်ကမ်းမယ်ညဝေပြီးပြီဆိုတာနဲ့ငါပုံမှာမြင့်တင်ရမယ့်အချက်တွေကိုလည်းကိုသိပြီကိုပါမြင့်တင်ရမလဲဆိုတာဟ
ဟုတ်တယ်နော်အရင်ဆုံးအသွေးခေါ်ပိုင်းဆိုင်ရာနဲ့ကိုယ့်ရဲ့အားနည်းချက်တွေကိုပြုပြင်မယ်ပြောင်းလဲမယ်ပေါ့နော်တွေးခေါ်တတ်မယ်အဲ့လိုမျိုးတွေနေပြီးဒါတွေးခေါ်မှာပါသွားပြီစောစောကညီမလေးပြောတဲ့အားနည်းချက်တွေနော်အားနည်းချက်တွေကိုပြုပြင်ဖို့တကူရဲ့အတွေးခေါ်ရှိတာနောက်ဆုံးအရေးကြီးဆုံးချက်ကပင်ကိုစိတ်ဓာတ်မိမိရဲ့ပင်ကိုစိတ်ဓာတ်စိတ်ဓာတ်အမှန်ဆိုရင်တော့စိတ်ဓာတ်တစ်ခုပဲပေါ့ဒါမှမဟုတ်နားလည်အောင်လို့တစ်ခါလေးရှင်းပြလိုက်တာအမှန်ဆိုရင်စိတ်ဓာတ်တစ်ခုပဲငါ့ကိုရေးလိုက်တာပင်ကိုစိတ်ဓာတ်နောက်ဆုံးပါလေ တော့ညာဝင်တယ်ပြေးပါတော့တော့ညာဝင်တယ် မဆောင်းအော်ခမရရွယ်ချက်ကိုအရင်တည်းကမှမပေးထားလို့ကျေးဇူးပါ တော့ညာဝင်တယ် လာတဲ့တိုင်းမလားပေါ့ ဒီတစ်ခွက်တိုက်တိုင်းမရှိတယ်ဆိုကိုလုံးစုတိုက်တော့မယ် ဟိုရေလေးတစ်ခွက်တောင်းတောင်းလိုက်တယ်အကုန်လုံးလုံးစီလုံးစီဖြစ်ကုန်โอเคပင်ကိုစိတ်ဓာတ်နည်းရဲ့ပင်ကိုစိတ်ဓာတ်နောက်ဆုံးလူတယောက်မှာရေချေအောင်မြင်မှုရှိတယ်မရှိဘူးရေချေအောင်မြင်နိုင်တယ်မအောင်မြင်ဘူးဘယ်အရာနဲ့နှိုင်းချင်လဲဘယ်အချက်နဲ့နှိုင်းချင်လဲဆိုတော့ဒီနေ့ဒီစီးပွားရေးမှာကိုယုံကြည်မှု၄မျိုးရှိပြီယုံကြည်မှု၄မျိုးရှိပြီယုံကြည်မှု၄မျိုးရှိုံနဲ့ရေချေအောင်မြင်မယ်လို့မဆိုလို့နော်ယုံကြည်မှု၄မျိုးရှိတယ်အောင်မြင်နိုင်တဲ့အောင်မြင်ဖို့အတွက်ဒီယုံကြည်မှုမရှိဘဲနဲ့ဒါအရင်အမြစ်ပေါ့နော်ဒါအရင်အမြစ်ဆိုတော့မအောင်မြင်မှုမရှိဘဲနဲ့မရနိုင်ဘူးအောင်မြင်မှုရှိရမယ်ပင်ယုံမှုမရှိဘဲနဲ့လည်းဘယ်လိုဒီနဲ့မှမအောင်မြင်နိုင်ဘူးနော်အဲ့တော့ကိုမမြင့်တင်ဘဲနဲ့လည်းဘယ်လိုဒီနဲ့မှမအောင်မြင်နိုင်ဘူးနောက်တော့နောက်ဆုံးတချို့ကြတော့လည်းမြင့်တင်တယ်မြင့်တင်တယ်ဟွာတယ်ဒါပေမဲ့သူ့ရဲ့ပင်ကိုစိတ်ဓာတ်ဟာဒီပင်ကိုစိတ်ဓာတ်မကောင်းရင်ဘလောက်ပဲတော်နေပါစေဘလောက်ပဲတတ်နေပါစေဘလောက်ပဲကျွမ်းကျင်နေပါစေဘလောက်ပဲအတွေးခေါ်ကောင်းနေပါစေပင်ကိုစိတ်ဓာတ်မကောင်းရင်ဖြေရှင်းရအောင်အဲ့ဒါဘယ်စီးပွားရေးမှဒီစီးပွားရေးမှမဟုတ်ဘူးဘယ်စီးပွားရေးဖြစ်ဖြစ်ဟုတ်တယ်နော်ဥပမာမနိုင်ရှင်းပြပေးမယ်ဒီနေ့ဆရာဝန်နေသူ့ကိုယ်သူယုံကြည်မှုငါဆရာဝန်ဖြစ်နိုင်တယ်ဆိုတော့ယုံကြည်မှုမရှိဘဲနဲ့ဆရာဝန်ဖြစ်ပါ့မလားမဖြစ်ဘူး तू မသိယူခဲ့ပဲနဲ့ तू ပညာမတော်ခဲ့ပဲနဲ့မကြွကျင်ခဲ့ပဲနဲ့ဆရာဝန်ဖြစ်ပါ့မလားဟမ်ဆရာဝန်ဖြစ်ပါမလားသင်္ချာတော့ဒါလေးအင်္ဂလိပ်လိုတွေမကြွမကျင်ပဲနဲ့ဆရာဝန်ဖြစ်ပါ့မလားမဖြစ်ဘူးသင်္ချာလည်း तू များတဲ့ခါကျ तू တော်ခဲ့လို့ပထမလို့ဒုတိယလို့တတိယစုလို့ဟုတ်တယ်မလားအဲ့လိုမျိုးရအောင်ကြော်လဲလို့အမှတ်ကိုနော်သင်္ချာမှာရောမြန်မာမှာရောအကုန်လုံးဘေးမှာပဲဖြစ်ဖြစ်ကျွမ်းကျင်နေတာဟုတ်တယ်မလားနော်အဲနောက်ကဟိုမှာဟိုနောက်မှာလိုက်ခဲ့ပါလားနဲ့ဘာမှလဲပြီးတော့လာတော့မယ်ဆိုရင်ဒီနားလေးတွေပြတာမဟုတ်ဘူးအကုန်လုံးပြီโอเคအဲ့တော့ဆိုလို့တာပေးကြတယ်စစောလုံးကဆရာဝန်တယောက်မှာဆိုလို့ရှိရင်တော့သူ့ကိုယ်သူယုံကြည်မှုပြည့်ရှိတယ်ဟုတ်တယ်မလားနော်ယုံကြည်မှုပြည့်ငါဆရာဝန်ဖြစ်နိုင်မှာမဟုတ်ပါဘူးသူသာတော့ဆရာဝန်ဖြစ်ပါမလားဖြစ်ပါဘူးမဖြစ်ဘူးမူသူမသိယူခဲ့မှန်းနဲ့တော့သူဆရာဝန်ဖြစ်ပါမလားမဖြစ်ပါဘူးမဖြစ်ဘူးသူမဖြစ်ဘူးဟုတ်ပြီသူဆရာဝန်ဖြစ်သွားပြီဒါသူ့ကိုယ်သူမြင့်တင်နိုင်ပါပြီခွဲစိတ်ဆရာဝန်ပဲဖြစ်နှလုံးပဲဖြစ်ကြောက်ကပဲဖြစ်ဘာပဲဖြစ်ပေါ့ကွာအကုန်လုံးပူပါတဲ့ဆရာဝန်ဖြစ်ပြီပေါ့ကွာဟုတ်ပြီဆရာဝန်ဖြစ်သွားပြီဒါပေမဲ့အဲ့ဒီဆရာဝန်ကနောက်ဆုံးဘယ်သူမှလူနာတွေတော့မမှုတော့ဘူးသူစီသူတက်တယ်နော်သူကျွမ်းကျင်တယ်နော်ဘာလို့လဲ စိတ်ဓာတ်မကောင်းလို့ ဆရာဝန်ဖြစ်ပြီးအောက်ပေးကြလိုက်တာဟုတ်တယ်ဗျာဟာရုပ်မာလိုက်တာသူများသားသမီးကိုစော်ကားတယ်သူများသားသမီးစော်ကားတာနဲ့သူယုံကြည်မှုဆိုင်လားမဆိုင်ဘူးသူစိတ်မှာဘယ်လိုကုမလဲအဲ့ဒါလက်ခံလားနောက်ဆုံးသူဘယ်နဲ့ပဲဖြစ်သူဘယ်လောက်ပဲကြိုးစားခဲ့နောက်ဆုံးအဲ့ဒီအချက်ကလေးတစ်ချက်နဲ့ကုန်ရောအကုန်လုံးပြောင်းရောဟုတ်တယ်မလားဒါဆိုအဲ့ဒီအောင်မြင်မှုအကုန်လုံးဆိုတာဒီအချက်ကလေးတစ်ချက်မရှိတာနဲ့မပြောင်းပါဘူးလားသူကသူဘယ်နဲ့ပဲကြိုးစားဘယ်လောက်ပဲတော်နေပါလေသူပင်ကိုစိတ်ဓာတ်မကောင်းဟုတ်တယ်နော်ဒုမဟုတ်လက်စားတယ်ဘယ်သူကုရှင်လဲလား ဒီမှာ ကျမကြီးမကောင်းဖြစ်တယ်ဆိုပတ်စံပါလား350ခုနိုင်လားကုနိုင်မှာလားကုနိုင်ဘယ်သူသွားမလဲလား
မတော်ဘူးစိတ်တက်မကောင်းသဘောပေါက်လားအဲ့ဒီစီးပွားရေးမှာလည်းအဲ့ဒီလိုပဲဒီစီးပွားရေးမှာလည်းအဲ့ဒီလိုပဲဘလားပဲယုံကြည်မှုတွေဘလို့ပဲရှိဘလို့ပဲသင်ယူဘလို့ပဲအတွေးခေါ်လေးကောင်းဘလောက်ပဲသူများတစ်ခါသင်ပေးသူ့ပင်ကိုစိတ်တက်ကိုကမကောင်းပင်ကိုစိတ်တက်မကောင်းတဲ့သူတွေမြင်ဘူးလားမြင်ပါတယ်ပင်ကိုစိတ်တက်ကိုကမကောင်းဒါဆိုအဲ့အောင်မြင်မှုတွေသူရနိုင်လားရေရှိမရနိုင်အဲ့တော့ပင်ကိုစိတ်တက်လူအများမသိဘာလို့